အားလုံးပဲမင်္ဂလာပါရှင်မြတ်တင်္ဂါစောတာတော်ဒီမှာကြိုဆိုလိုက်ပါတယ်ဒီလေးရဆိုလို့ရှိရင်2025ရက်လစဉ်လိုက်ပေါ့နော်ကိုယ့်ရဲ့ overall energy ကိုကြည့်ပြမှာဖြစ်ပါတယ်ဒီလေးမှာဆိုလို့ရှိရင်ပိုင်1ပိုင်2ပိုင်3ဆိုပြီးပိုင်လေး3ပိုင်ခွဲထားပါတယ်ကိုကြိုက်နှစ်တက်ပိုင်လေးကိုရွေးချယ်ပြီးကြည့်လို့ရတယ်လို့ကိုကြိုက်နှစ်တက်တဲ့အကြောင်းလေးတွေကိုကြည့်ပြီးတော့လည်းရွေးချယ်လို့ရပါတယ်ဒါလေးကပိုင်1ပိုင်2ပိုင်3တော့တကယ်လို့ပိုင်လေးရွေးချယ်တဲ့နေရာမှာအချိန်မလောက်ဘူးဆိုလို့ရှိရင်ဗီဒီယိုလေးကိုခဏရက်ပြီးတော့ရွေးချယ်ပြီးကြည့်လို့ရပါတယ်နော်အခုတော့ပိုင်လေးကိုရွေးချယ်ပြီးသွားပြီလို့သတ်မှတ်လိုက်ပါမယ်နော်ကလေးတွေကိုတခြားစီးပြီးမှပြန်လာခဲ့ပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကပိုင်ဝဲကိုရွေးချယ်ထားတဲ့သူလေးတွေတွေ့ကြလာတဲ့ကလေးတွေဖြစ်ပါတယ်ဒီကလေးတွေကတခြားချက်ပဲလုပ်ပြီးမှရလာတဲ့ကလေးပေါ့နော်ကိုကြိုက်တဲ့ကက်ကိုဆွတ်ထုတ်ပြီးဖို့ဗီဒီဖက်ပေးခြင်းမဟုတ်ပါဘူးเนาะတခြားချက်ပဲလုပ်ပြီးတော့မှကြာလာတဲ့ကလေးတွေကိုဗီဒီဖက်ပေးခြင်းဖြစ်ပါတယ်ဒါလေးကပိုင်ဝမ်းလေးတွေရဲ့လက်ရှိ energy ကိုကြည့်ပေးမှာဖြစ်ပါတယ်ပိုင်ဝမ်းလေးတွေရဲ့လက်ရှိ energy မှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကစိတ်ရှုပ်ထွေးနေတယ်နောက်ကြတော့တခုခုကိုကြောက်ရွံ့နေပေါ့เนาะကြောက်ရွံ့နေတယ်စိုးရိမ်စိတ်တွေများနေတယ်စိုးရိမ်စိတ်တွေများနေတယ်နောက်ကြကိုပေါ့เนาะတားဆီးထားတယ်ပေါ့နော်ချုပ်တီးထားတယ်ဆိုတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ပေါ့နော်တွေ့ရတယ်နောက်ပြီးတော့ကိုယ်စိတ်ကိုကိုယ်တိုင်ပိတ်ပင်ထားငါကိုယ်စိတ်ထဲမှာငါမလုံနိုင်ဘူးမဖြစ်နိုင်ဘူးမရနိုင်ဘူးဆိုတဲ့စိတ်တွေပဲရှိနေပြီးတော့ကိုယ်ယုံကြည်ချက်မရှိတာပေါ့နော်ယုံကြည်ချက်မရှိဘူးဒါပေမဲ့ပိုင်ဝမ်းလေးတွေကရှေ့အနာဂတ်အတွက်ပေါ့နော်အနာဂတ်အတွက်တော့ဒီတဲ့ပိုကောင်းတဲ့နေရာဒီတဲ့ပိုကောင်းတဲ့အလုပ်ဒီအလုပ်အကိုင်းအဲ့ဒီလိုမျိုးပေါ့နော်နာဂတ်တဲ့ပိုကောင်းတဲ့အရာကိုတော့မျှော်လင့်နေတယ်နောက်ပြီးတော့လမ်းတစ်တီအစီအစဉ်တစ်တီစိတ်ကူးထဲမှာတော့ရှိနေပဲစတင်ပြီးမလှုပ်ရှားသေးဘူးစဉ်းစားနေတယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်ဥပမာပိုင်တူလေးတွေကလုပ်ငန်းတစ်ခုကိုလုပ်တယ်ကိုကဝန်ထမ်းတစ်ယောက်ဆိုလို့ရှိရင်ဒီလုပ်ထဲမှာပိတ်မိနေတယ်ပေါ့နော်ပိတ်မိနေပြီးတော့ဒါကြောင့်မလို့ကိုကဒီလုပ်ကိုထွက်ချင်တယ်ဆိုပေမဲ့ပိုင်ဝမ်းလေးတွေကဒီလောက်ကထွက်လိုက်လို့ရှိရင်ငါရဲ့မိသားစုစားဝတ်နေချက်တက်ဖြစ်သွားနိုင်တယ်ငါရဲ့ဝင်ငွေရော့သွားနိုင်တယ်ပေါ့နော်ဥပမာဒီအလုပ်ကနေထွက်လိုက်လို့ရှိရင်ငါရဲ့အချင်းနဲ့ပေါ့နော်နောက်ထပ်အလုပ်တစ်ခုကိုတန်းရဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဟိုတွေးနေပေါ့နော်ဟိုစဉ်းစားဒီစဉ်းစားနေအလုပ်ကနေမထွက်ဖြစ်ဘူးပေါ့နော်မထွက်ဖြစ်ဘူးနောက်ပြီးတော့ကိုယ့်ရဲ့ကိုပိုင်လုပ်ငန်းလုပ်တဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့ဒီလိုပဲအခုလက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးတော့ကြောင်းကျင်နေတာဒါပေမဲ့ဒီမှာတော့ချေကျုံမိနေတယ်ဒီလုပ်ထဲမှာတော့ဆက်လုပ်ချင်တဲ့စိတ်မျိုးပြောရမယ်ဆိုလို့ဒီလုပ်ကိုပဲဆက်လုပ်ရမလားနောက်ထပ်လမ်းတစ်ခုကိုဖောက်ပြီးတော့လုပ်ရမလားအဲ့လိုဝေခွဲမရဖြစ်နေဒါပေမဲ့အခုထက်ပိုကောင်းတဲ့အခြေအနေမျိုးကိုရကျင်လိုချင်တဲ့အတွက်တော့ကြောက်မလို့တခြားနည်းလမ်းတစ်တွေအစီအစဉ်တစ်တွေကိုတော့ရှာဖွေနေတယ်နောက်ပြီးတော့အစီအစဉ်တစ်တွေစိတ်ကူးထဲမှာတော့စိတ်ကူးနေတယ်ဆိုတော့ energy မျိုးတွေ့တယ်ဒါပေမဲ့လက်တွေ့မှာတော့မလှုပ်ရှားသေးဘူးစဉ်းစားနေတယ်လက်တွေ့မလှုပ်ရှားသေးဘူးဆိုတော့ပုံစံမျိုးတွေ့ရတယ်ပေါ့နော် relationship အကြီးရေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပိုင်တူလေးတွေပိုင်ဝမ်းလေးတွေကပေါ့နော်ဒီခုရှိနေတဲ့လူတွေပေါ့ relationship ထဲမှာဒီလူကိုပဲဆက်ဆောင်နေရမလားဒီလူနဲ့ပဲအနာဂတ်ကိုဆက်သွားရမလားဆက်ဆောင်ပြီးတော့ဆက်သွားရမလားဒါမှမဟုတ်အချိန်နောက်ထပ်ဒီလူကိုထားခဲ့ပြီးတော့ငါရဲ့အနာဂတ်အတွက်တခြားနီလန်းတစ်ကိုပဲရှာဖွေပြီးလောက်ကန်ရမလားဆိုပြီးတော့ဝေခွဲမရဖြစ်နေတယ်ဒါပေမဲ့ဒီလူကိုစောင်းရမလားဆိုတော့လေစောင်းဖို့တိတ်မစောင်းကျင်တော့ဘူးပေါ့နော်ကိုယ့်ရဲ့အနာဂတ်တွေးပြီးတော့ပေါ့နော်ဆက်ဆောင်မှုဆန္ဒမရှိတော့ဘူးဆန္ဒရှိမနေဘူးပေါ့နော်ဒါပေမဲ့ဆန္ဒမရှိနေပြီမဲ့လက်တွေ့ဆုပ်ပြတ်ချက်ပိုင်နိုင်မယ်မချရဲသေးတယ်ဆိုမချရဲသေးတာပေါ့နော်မချရဲသေးတာလက်ရှိ energy ကနေပြီးတော့ပိုကောင်းတဲ့နေရာပိုကောင်းတဲ့အစီအစဉ်ပိုကောင်းတဲ့လမ်းတစ်တွေကိုဖောက်ချင်နေတယ်သွားချင်နေတယ်တကယ်ကြောပိုင်ဝမ်းလေးတွေကကိုယုံကြည်မှုမရှိတာကိုယုံကြည်မှုများသောအားဖြင့်ပိုင်ဝမ်းလေးတွေကငါလုပ်လို့ရှိရင်မဖြစ်နိုင်ဘူးမအောင်မြင်နိုင်ဘူးအဲ့ဒီစိတ်တွေကပိုများနေတဲ့အတွက်ကြောင့်မလို့ရှေ့ကိုလမ်းတစ်ကိုဖောက်ချင်မိမယ်မဖောက်ရဲဘူးမသွားရဲဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ပိုင်ဝမ်းလေးတွေနေရှေ့ကိုချီတလန်းတိုးဝယ်လို့ချီတလန်းတိုးပြီးရှောက်ကြည့်လိုက်လို့ရှိရင်ပိုင်ဝမ်းလေးတွေကလက်ရှိ
ရှိနေတဲ့ energy လက်ရှိနေတဲ့အခက်အခဲတွေအကျက်တဲတွေကလွတ်မြောက်နိုင်နေဆိုရဲmessage မျိုးတွေ့တယ်ပေါ့နော်ဒါကြောင့်ပိုင်ဝမ်းလေးတွေfight team မှာရှေ့ဆက်ဖို့အတွက်ချီလန်တလန်စလိုက်ပါပေါ့နော်စလိုက်ပါရဲတင်းနဲ့စလိုက်ပါကိုယုံကြည်လိုက်ပါအဲ့လိုမျိုးချက်ပေးချင်ပါတယ်ပေါ့နော်ဒီ energy ကိုက်ညီတယ်ဆိုလို့ရှိရင်ပြောရမလို့တကူလက်ရှိမှာပိုင်ဝမ်းလေးတွေကတကူကနေလွတ်မြောက်ဖို့အတွက်စူးစမ်းနေပြီမဲ့လက်တွေ့မှာမလောက်ဆောင်ရသေးဘူးလောက်ဆောင်နိုင်တဲ့စိတ်ဆုံးဖြတ်မှုမျိုးမချနိုင်သေးဘူးဆိုတော့ energy မျိုးကိုက်ညီတယ်ဆိုလို့ရှိရင်တော့ဒီပိုင်လေးကိုဆက်ကြည့်လို့ရပါတယ်ဒီ energy မကိုက်ညီဘူးဆိုလို့ရှိရင်တော့တခြားပိုင်ကိုရွေးချယ်ပြီးကြည့်လို့ရပါတယ်ရှင်ပထမဆုံးအနေနဲ့ပိုင်ဝမ်းလေးတွေရဲ့တစ်လပိုင်းမှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကကိုနားလည်လာနိုင်မယ်ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့စွမ်းစားကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့လုံနိုင်ကိုင်နိုင်စွမ်းနေကိုယ်ပိုင်အစွမ်းစားတွေကိုယုံကြည်လာမယ်ပေါ့နော်နောက်ကျကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးတော့ပေါ့နော်လုတ်ကင်လိုက်တဲ့အရာကနေပြီးတော့ပြည့်စုံတဲ့အောင်မြင်မှုတွေရလာနိုင်နေဆိုတဲ့ energy မျိုးတွေ့ရပါတယ် congratulation မှာပိုင်ဝမ်းလေးတွေကပထမဆုံးနှစ်စမှာနေမယ်တစ်လပိုင်းမှာပဲကိုယုံကြည်မှုတွေရှိလာမယ်ကိုယ့်ရဲ့လုတ်ကင်နိုင်စွမ်းတွေကိုယုံကြည်လာမယ်ကိုယ့်ရဲ့အစွမ်းအစတွေကိုယ်တိုင်သိမြင်လာတယ်ဒါကြောင့်မို့လို့အဲ့ဒါတွေကိုအခြေခံပြီးတော့ကိုလုတ်ကင်စူးစမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့အောင်မြင်မှုတွေပြည့်စုံတဲ့အောင်မြင်မှုတွေရလာနိုင်တယ်ဆိုတဲ့energy မျိုးကိုတွေ့ရပါတယ်အလုတ်ကင်မှာဆိုလို့ရှိရင်လည်းကိုလုတ်လိုက်တဲ့အလုပ်ပေါ့နော်ကိုယ့်ရဲ့ကိုကျွမ်းကျင်ပိုင်နိုင်တဲ့လုပ်ငန်းတစ်ခုဒါမှမဟုတ်ချင်းကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ပေါ့နော်ကိုယ်ပိုင်အတွေးဉာဏ်နဲ့စမ်းသစ်ပြီးလုပ်လိုက်တဲ့အရာတစ်ခုကိုလောက်ကင်လိုက်ခြင်းကနေပြီးတော့ပိုင်လေးတွေကပိုင်ဝမ်းလေးတွေကနော်မြတ်စွာဘုရားကတော့ပိုင်တို့နဲ့တော့ပေါ့နော်ပိုင်ဝမ်းလေးတွေကအောင်မြင်မှုတွေရလာနိုင်တယ်နောက်ပြီးတော့ဒီအဲ့လိုကိုယုံကြည်နဲ့စူးစမ်းလိုက်တဲ့အရာတွေကြောင့်မို့လို့ကိုယ့်ရဲ့ဒီမှာရှိရကိုယ့်ရဲ့လက်ဖို့ကင်ဘက်တွေကလည်းကိုတတိထားမိလာမယ်နောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အတိမတ်ပြုလာမယ်ပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုတွေကိုစူးစမ်းလိုက်တဲ့ကိုစတင်လိုက်တဲ့ project တွေကိုယ့်ရဲ့တီထွင်ဆက်လိုက်တဲ့အလုပ်ကနေအရာကနေပြီးတော့ပေါ့နော်စူးစမ်းလိုက်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လက်ရှိ level တစ်ခုကနေပြီးတော့နောက်ထပ် ပိုပြီးမြင့်တက်တဲ့ level တစ်ခုကိုတက်သွားနိုင်မယ်ဆိုတဲ့energy မျိုးကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီလိုကိုလုံးလိုက်တဲ့အလုပ်ကနေပြီးတော့ဝင်ငွေတွေလည်းရလာနိုင်တယ်အင်ကန်တွေပေါ့နော်ဥပမာကိုလက်ရှိလာစားပဲရှိတယ်ပေါ့ဘူးဒီလုံးလိုက်တဲ့အလုပ်ကကိုလုံးလိုက်တဲ့ project ကကိုဥဆောင်ပြီးလုံးလိုက်တဲ့ project ကနေပြီးတော့အောင်မြင်သွားတဲ့အတွက်ကြောင့်မို့လို့တတိယကနေပြီးတော့ bonus ပေးတာတို့နောက်မှကျဒီလုပ်ငန်းဒီလာစားအလုပ်တင်မဝင်တဲ့တခြားကိုကျွမ်းကျင်တဲ့အလုပ်တစ်ခုတစ်ဖက်မှာလုပ်ရင်းနဲ့ပေါ့နော်အဲ့ဒီကိုကျွမ်းကျင်တဲ့အလုပ်ကနေလုံဆောင်ရင်းကနေပြီးတော့ဘေးဘဝင်ငွေလိုမျိုးပေါ့နော်အဲ့လိုဝင်ငွေမျိုးတွေရလာနိုင်တယ်ဆိုတဲ့ message ကိုတွေ့ရပါတယ်ပေါ့နော်နောက်ပြီးတော့ပိုင်တူးလေးတွေကစကားပြောကောင်းတဲ့သူမျိုးတို့တွေ့ရတယ်စကားပြောစွမ်းရည်ကောင်းတယ်ပေါ့နော်အဲ့ဒီစကားပြောစွမ်းရည်ကောင်းတဲ့အတွက်ကြောင့်မို့လို့လေလူတွေကကိုယ်တတိထားမိလာမယ်နောက်ပြီးတော့လူမှုဆက်ဆံရေးမှာလည်းပုံမကောင်းမွန်တဲ့connection တွေရလာနိုင်တယ်ဆိုတော့energy မျိုးကိုတွေ့ရတယ်ပေါ့နော်ကိုရဲ့အဲ့ဒီလိုကိုယုံကြည်နဲ့လုပ်လိုက်တဲ့အလုပ်တစ်ခုကြောင့်မလို့ပေါ့နော်ဟိုမှာကိုက online မှာပေါ့နော် online မှာလုပ်လိုက်တယ်ဟိုမှာ TikTok မှာမဟုတ်ရှင် Facebook မှာ YouTube မှာInstagram မှာပေါ့နော်ကိုကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုတင်ပြဗီဒီယိုလေးရိုက်ပြီးတော့တင်လိုက်တာဒါမှမဟုတ်ချင်းစကားလုံးလေးနဲ့ပြောလိုက်တာပေါ့နော်ရည်စရာဟာသားဖြစ်တစ်ခုပေါ့နော်ပြောလိုက်တာဒါမှမဟုတ်ချင်းပိုင်နိုင်တဲ့အလုပ်တစ်ခုပေါ့နော်စူးစမ်းလိုက်ချင်တာနေပြီးတော့ဒီ online မှာလည်းပေါ့နော်international နဲ့လူတွေအတိမတ်ပြုခြင်းခံရလိုက်ပြီပေါ့နော် public မှာအတိမတ်ပြုခြင်းခံရလာနိုင်တယ်ကိုယ့်တဲ့အသုံးဝင်တဲ့လူတွေလည်းဝင်လာနိုင်မယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် follower တိုးလာတို့ subscriber တိုးလာတာတို့အဲ့ဒီလိုမျိုးတိုးလာနိုင်တယ်ပေါ့နော်နောက်ကြအခြေအမှာဆိုလို့ရှိရင်လည်းအဲ့ဒီလိုပဲပေါ့နော်ကိုယ်နဲ့ chemistry နေတဲ့လူတွေဝင်ရောက်လာနိုင်တယ်ပေါ့တစ်လပိုင်းမှာကိုယ့်ရဲ့အရေးချင်းကိုကျွမ်းကျင်ပိုင်နိုင်တဲ့အရာကို
စူးစမ်းလုပ်ကိုင်ရင်းနဲ့လူများတတိထားမိလာတာလူများရဲ့အတိအမှတ်ပြုခြင်းခံရနိုင်တာနောက်ကြရာထူးတိုးသွားတာတို့ဒါမှမဟုတ်ခုလက်ရှိ level နဲ့တစ်ဆင့်မြင့်တက်တဲ့ level တစ်ခုကိုရောက်သွားတာရောက်သွားနိုင်တယ်ပေါ့နော်ဒါကတော့တစ်လပိုင်းနှစ်လပိုင်းမှာပိုင်ဝမ်လေးတွေရဲ့ energy ပေါ့နော်ပိုင်ဝမ်လေးတွေရဲ့2လပိုင်း3လပိုင်း4လပိုင်းမှာဆိုလို့ရှိရင်ပိုင်ဝမ်လေးတွေကပြောရမှာဆိုလို့ရှိရင်ခဏရနာထားလိုက်ပြီပေါ့နော်အလောက်ကိုင်းလူမှုရေးငွေရေးအဲ့လိုမျိုးနေရာမှာဘာမှမလုပ်ဘဲနဲ့ခဏရနာလိုက်တယ်ရက်ပြီးတော့စဉ်းစားလိုက်တာပေါ့စဉ်းစားလိုက်တာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အတွေးအမြင်ကိုကိုယ်တိုင်ပြန်လည်ဆန်းစစ်ပြီးတော့ဗောနော်ကိုယ့်ရဲ့အတွေးအမြင်တွေပြောင်းလဲပစ်လိုက်တာအတွေးခေါ်တွေပြောင်းလဲပစ်လိုက်တာအဲ့လိုအတွေးခေါ်တွေပြောင်းလဲပစ်လိုက်ခြင်းအပြင်ဗောနော်ပိုင်ဝမ်လေးတွေကကိုယုံကြည်မှုတွေရှိလာမယ်နောက်ပြီးတော့ရိုးတစ်ဗောနော် project တစ်တွေအဲ့ဒါမျိုးတွေကိုဗောနော်ကိုယ့်ရဲ့စိတ်ကူးနဲ့လောက်ကင်နိုင်တဲ့အခြေမျိုးဖြစ်လာနိုင်တယ်လူလောက်တဲ့အချိန်မှာလည်းကိုကခေါင်းဆောင်ပြီးတော့လောက်ကင်နိုင်တဲ့အရေးချင်းမျိုးတွေရလာနိုင်တယ်ဗောနော်ကိုကခဏရနာပြီးတော့ပြောရမလို့ပိုင်ဝမ်လေးတွေကကိုကခဏရနာလိုက်တယ်ပဲဆိုရင်ရှေ့ကိုအချိန်ကောင်းနဲ့သွားခြင်းတဲ့အတွက်ကြောင့်မလို့ခဏနောက်ကိုခြေတလန်းဆုပ်လိုက်တဲ့ပုံစံမျိုးအချိန်ယူလိုက်တာဗောနော်ကိုပြန်လဲသုံးသက်တယ်ကိုပြန်လဲဆင်ခြင်ပြီးတော့ကိုရဲ့အတွေးတွေအမြင်တွေကိုပြောင်းလဲပြီးတော့ကိုယုံကြည်မှုတွေကိုပြန်လဲမွေးဖွားလာနိုင်တယ်ပြောရမယ်ဆိုလို့ရှိရင်ကိုယုံကြည်နဲ့ပေါ့နော်စူးစမ်းရုန်းကန်လာနိုင်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေကိုရရှိလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့လူမှုရေးမှာဆိုလဲအဲ့လိုပဲလူတွေကြားမှာကိုကခဏနောက်ဆုတ်ထားလိုက်တယ် social life မှာခဏလေးငြိမ်တက်လေးနေလိုက်တယ်ပေါ့နော်လူမျိုးနဲ့ပတ်သက်ပြီးတော့ငြိမ်တက်လေးနေတယ်ကိုယ်စိတ်ကိုအရင်ကြည့်ပြီးတော့အေးစစ်စစ်တီငြိမ်နေလိုက်တဲ့အချိန်မှာပဲလူတွေကကိုနော်တတိထားမိလာပြီးတော့group leader ပေါ့နော်အုပ်စုဆိုလို့ရှိရင်အုပ်စုခေါင်းဆောင်နေနောက်ပြီးတော့ဖြစ်လာနိုင်တယ်ပေါ့နော်ဖြစ်လာနိုင်တယ်နောက်ပြီးတော့အခြေအေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲရှေ့လည်းမတူဘူးနောက်လည်းမစုံဘူးခဏလေးကိုပြန်ကြည့်နေတယ်ပြန်ကြည့်နေပြီးတော့မှနောက်ကြမှာအရှင်ကောင်းလေးနဲ့ပြန်လဲစတင်နေဆိုတဲ့ပုံစံမျိုးအလုပ်ကင်မှာဆိုလည်းအဲ့လိုပဲခဏရနာမယ်ကိုယ့်ရဲ့အတွေးတစ်တွေအမြင်တစ်တွေကိုပြောင်းလဲလိုက်မယ်ကိုယ့်ရဲ့အမြင်တွေပြောင်းလဲပြီးတော့မှပြန်လဲစူးစမ်းလိုက်ခြင်းအပြင်ပို့ပြီးတော့အောင်မြင်နိုင်တယ်ပို့ပြီးဆွမ်းဆောင်လာနိုင်တယ်ကိုပို့ပြီးတော့ယုံကြည်စိတ်တွေပို့ရှိလာနိုင်တယ်ဆိုတဲ့message မျိုးကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့9လပိုင်း6လပိုင်းမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကလင်းမြန်တဲ့ဆုံးဖြတ်ချက်တွေကိုမြန်ဆန်ဆုံးဖြတ်လိုက်ခြင်းအပြင်စိတ်ချမ်းသာစရာတွေရလာနိုင်တယ်နောက်ကြကိုကပြောရဲဆိုရဲလာမယ်လုံရဲကန်ရဲလာမယ်အဲ့ဒီလိုပြောရဲဆိုရဲလုံရဲကန်ရဲလာခြင်းအပြင်အောင်မြင်မှုရလာမယ်ကာလဖြစ်နိုင်တယ်ပေါ့နော်ကိုရဲ့ဆုံးဖြတ်ချက်တွေမြန်ဆန်ဆုံးဖြတ်လိုက်ခြင်းအပြင်စိတ်ကျဉ်းစရာရလာနိုင်တယ်ပေါ့နော်ပျော်ရွှင်မှုတွေရလာနိုင်တယ်နောက်ပြီးတော့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းမြန်ဆန်ကိုအလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုမြန်ဆန်ဆုံးဖြတ်ချလာနိုင်ပြီပေါ့ဟိုမှာအင်တာဗျူးတို့မီတင်တို့မှာပေါ့နော်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ယူဆတွေကိုဓာတ်ရိုက်ပြောရဲလာမယ်ပြောနိုင်လာမယ်နောက်ပြီးတော့ကိုယ့်ရဲ့အယူဆတွေအတွေးအမြင်တွေကိုလည်းကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်ကိုယ့်ရဲ့တတိပေါ့နော်အဲ့လိုမျိုးတွေကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်တွေကလူတွေကလည်းလက်ခံလာမယ်ပေါ့နော်လက်ခံလာမယ်ကိုယ့်အဲ့လိုမျိုးလက်ခံလာခြင်းအပြင်ဒီကိုစူးစမ်းလိုက်တဲ့အရာနေပြီးတော့ပေါ့နော်ကျင်းတဲ့စရာတွေပျော်ရွှင်စရာတွေရလာနိုင်မယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်နောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပိုင်ဝမ်လေးတွေကလူမှုရေးမှာဆိုလို့ရှိရင်လူတွေကြားမှာကိုကပေါ်လွင်နေမယ်ပေါ်ပြူလာဖြစ်လာနေမယ်နောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်မိသားစုနဲ့ပါပျော်ပျော်ရွှင်ရွှင်ဖြစ်လာမယ်ပေါ့နော်ဒီလောက်ကိုလုပ်ချင်းအပြင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်တွေနဲ့ပေါ့နော်အတူတူပျော်ပျော်ရွှင်ရွှင်လုပ်ကင်လာနိုင်မယ်ဆိုတဲ့
message မျိုးကိုရတယ်နောက်ပြီးတော့ဒီချေးရေးမှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေစီကိုတစုံတစ်ယောက်ကမြင်ဆန်ဆန်ရောက်လာနိုင်တယ်မြင်ဆန်ဆန်ရောက်လာနိုင်ပြီးတော့အဲ့ဒီလူကိုပိုင်ဝမ်းလေးတွေကလည်းပိုင်ဝမ်းလေးတွေနဲ့တူပေါ့စိတ်တူကိုတူနဲ့မိသားစုဘဝတစ်ခုကိုတည်ထောင်ပြစ်လိုက်မယ်လို့တွေ့ရတယ်ပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့တည်ထောင်ပြစ်လိုက်မယ်လို့တွေ့ရတယ်ပေါ့နော်သူကလည်းရုတ်တရက်ကြီးမြင်ဆန်ဆန်ကြီးဝင်လာပါနော်ပိုင်ဝမ်းလေးတွေကလည်းဒီမြင်ဆန်ဆန်ဝင်ရောက်လာတဲ့သူကိုပဲလေးလာတာတွေပြောရမယ်ဆိုလို့ရှိရင်မစင်စားမနေပဲနဲ့ပေါ့နော်ဒီလိုနဲ့မြင်ဆန်ဆန်ပဲမိသားစုကွန်မန့်တစ်ခုတည်းကိုဝင်ရောက်သွားနိုင်တယ်ဆိုတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဝင်ရောက်သွားနိုင်တယ်ဆိုတော့message မျိုးကိုရရပေါ့နော်ဒီဒါ9လပိုင်း6လပိုင်းမှာပေါ့နော်ဖြစ်သွားနိုင်တယ်ပေါ့နော်ရုတ်တရက်ကြီးကိုစီဝင်လာတဲ့သူနဲ့ကိုကမိသားစုတစ်ခုတည်းကိုမြင်ဆန်ဆန်ရောက်သွားနိုင်တယ်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲမြင်ဆန်ဆန်ရောက်သွားနိုင်တယ်ဆိုတော့ပုံစံမျိုးကိုတွေ့ရတယ်အဲ့ဒီလိုပဲ6လပိုင်း9လပိုင်း10လပိုင်းမှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကကိုကျွမ်းကျင်တဲ့လုပ်ငန်းကိုလုတ်ကင်နေတဲ့လက်ရှိအလုပ်ပေါ့နော်အဲ့ဒီအလုပ်ကိုကကြိုးကြိုးစားစားကျွမ်းကျင်နဲ့လုတ်ကင်နေရနေပြီးတော့ကိုယ့်ရဲ့ဝင်ငွေတိုးတက်လာနိုင်တယ်ကိုယ့်ရဲ့ယာရုတွေတိုးတက်လာနိုင်တယ်ပေါ့နော်ယာရုတွေမြင့်တက်လာနိုင်တယ်နောက်ကြတော့ကိုကလူများကြားထဲမှာအောင်မြင်တဲ့သူဖြစ်လာရတဲ့ကြောင့်မလို့လူတွေကကိုယ့်ကိုတတိထားမိလာမယ်လူများကြားထဲမှာကိုကထင်ပေါ်နေမယ်ကိုက popular ဖြစ်နေမယ်ပေါ့နော် popular ဖြစ်နေမယ်နောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုအားကြလောက်တဲ့လေးစားအားကြတဲ့လူတွေလည်းရှိလာနိုင်တယ်ပေါ့နော်ကိုနားမှာကိုကပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်ကြောင့်မလို့လဲကိုနားမှာကိုအမြင်မှုရတဲ့အတွက်ကြောင့်ကိုနားမှာလူတွေလည်းရှိလာနိုင်တယ်ပေါ့ရှိလာနိုင်တယ်ဒါပေမဲ့ပေါ့နော်ပိုင်ဝမ်းလေးတွေအနေနဲ့ပေါင်းတဲ့နေရာမှာတခြားလေးယူဆိုင်ပြီးပေါင်းတင်တယ်ပေါ့နော်လူတိုင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတာတော့ကောင်းတယ်ကောင်းပေမဲ့ကိုယ့်ရဲ့အနာဂတ်ဒီပေါ့နော်စိတ်ချယုံကြည်ရလောက်တဲ့လူတွေကိုပဲထိမ့်သိမ့်ပြီးတော့ပေါင်းတင်နေဆိုတဲ့energy မျိုးကိုတွေ့ရပါတယ်နောက်ပြီးတော့ပိုင်ဝမ်းလေးတွေကနောက်ပြီးတော့9လပိုင်း10လပိုင်းမှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကကိုလုံးဝမထင်မှတ်တဲ့သူပေါ့နော်ဒီလိုကတော့ငါ့အပေါ်မှာဒါမျိုးဘယ်တော့မှလုံးမှာမဟုတ်ဘူးဒီလိုကငါ့အပေါ်မှာဘယ်တော့မှဒါမျိုးတစ္ဆာဖောက်မှာမဟုတ်ဘူးဒီလိုလုပ်ရမျိုးငါ့ပေါ်ဘယ်တော့မှမလုပ်ဘူးဆိုတဲ့သူတွေကကိုယ့်ဘောကိုတစ္ဆာဖောက်သွားနိုင်တယ်လူယုံတွင်းပြီးတော့ပေါ့နော်နောက်ကျောတာနဲ့ထိုးခံရနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုလူယုံတက်နိုင်တယ်ပေါ့အဲ့ဒီလိုလူယုံတက်ချအဲ့လိုမျိုးတစ္ဆာဖောက်ခံရခြင်းကြောင့်ပိုင်ဝမ်းလေးတွေရဲ့လက်ရှိမှာဖြစ်နေတဲ့အောင်မြင်နေတဲ့ပေါ့နော်ပျော်ရွှင်စရာတွေအောင်မြင်စရာတွေပြောရမယ်ဆိုအလုံးကန်ရာတူငွေကြေးအားလုံးပေါ့နော်ဆုံးနစ်နာသွားရနိုင်တယ်ဆိုတော့ message မျိုးကိုတွေ့ရတယ်ပေါ့နော် message မျိုးကိုတွေ့ရတယ်နောက်ပြီးတော့ပိုင်ဝမ်းလေးတွေကမှာကိုတစ္ဆာပေါက်ခံရတဲ့အချိန်ကိုကြာရှုံးနေတဲ့အချိန်မှာတော့ကိုနားမှာကိုတစ္ဆာရှိတဲ့လူကတစ်ယောက်နှစ်ယောက်လောက်တော့ရှိနိုင်တယ်ဒီကိုအောင်မြင်နေတဲ့အချိန်ပျော်ရွှင်နေတဲ့အချိန်မှာလူများကိုနားမှာရှိနေနိုင်ပေမဲ့ကိုကြာရှုံးနေတဲ့အချိန်ကိုရှုံးနေတဲ့အချိန်နားမှာတော့ကိုနားမှာလူတစ်ယောက်နှစ်ယောက်လောက်ပဲရှိနေနိုင်မယ်ပေါ့အဲ့ဒီလူကကိုယ့်ရဲ့မိသားစုဖြစ်နိုင်တယ်ကိုယ့်ရဲ့ relationship partner လည်းဖြစ်နိုင်တယ်ပေါ့နော်တချို့တော့ကိုယ့်ရဲ့လုပ်ပေါ်ကိုင်မယ်လည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလောက်ပဲရှိလိမ့်မယ်ကိုကြာရှုံးနေတဲ့အချိန်ကိုရှုံးနေတဲ့အချိန်မှာပြောရမယ်ဆိုလို့ရှိရင်ကိုဒီကြာရှုံးမှုကနေပြီးတော့လွတ်မြောက်သွားအောင်ကုညီပေးနိုင်တဲ့တငယ်ချင်းမျိုးမိတ်ဆွေမျိုးတော့မတွေ့ရဘူးကိုကြာရှုံးတာကိုအတူတူမျှဝေခံစားပြီးတော့ဝမ်းနေပေးတာတို့အတူတူပေါ့နော်ကြည်ကွဲပေးတာတို့အဲ့မျိုးပေါ့နော်နှစ်ယောက်တူတူမျှဝေခံစားချက်တွေကိုပဲမျှဝေခံစားပေးနိုင်တယ်ကိုတော့ဒီsocial နစ်နာမှုကြီးကနေပြီးတော့လွတ်မြောက်သွားအောင်เนาะကုညီပေးနိုင်တဲ့သူမျိုးကိုနားမှာရှိမနေဘူးပေါ့နော်ဒါကြောင့်မလို့ပိုင်ဝမ်းလေးတွေအနေနဲ့မိတ်ဆွေတငယ်ချင်းပေါင်းတဲ့အချိန်မှာတတိထားပေါင်းပါ relationship ကိုပြောရမယ်ဆိုလို့ရှိရင်ကိုဒီလူတစ်ယောက်ကိုပေါ့နော်လုံးဝ 100% ပုံအပ်ပြီးပုံအော်ပြီးယုံကြည်မဖြစ်လိုက်ပါနဲ့ကိုကများများယုံကြည်လိုက်လို့ရှိရင်များများဆုံးရှုံးနေနာသွားတယ်ပေါ့နော်ကိုကနည်းနည်းယုံကြည်လို့ရှိရင်နည်းနည်းပဲဆုံးရှုံးနေနာလိမ့်မယ်များသောအားဖြင့်ပိုင်ဝမ်းလေးတွေကသူတို့ကိုလုံးဝ 100% ယုံကြည်စိတ်ချလိုက်
စိတ်ချလိုက်ယုံကြည်ရတဲ့သူကတစ္ဆာဖောက်သွားတာဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဆုံးရှုံးနေတာမှုဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့လို့ပိုင်ဝမ်လေးတွေအနေနဲ့ပိုင်9လပိုင်း10လပိုင်းမှာကို healing လုပ်ပါဒီ9လပိုင်း10လပိုင်းမှာဖြစ်မဲ့အရာကိုကြိုတင်ပြောချင်းဖြစ်တဲ့ကြောင့်ခုမှ1လပိုင်း2လပိုင်းကိုပိုင်ဝမ်လေးတွေရွေးချယ်ထားတဲ့သူတွေကပေါ့နော်ခု1လပိုင်း2လပိုင်းမှာဒီပိုင်လေးကိုရွေးချယ်မိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ9လပိုင်း10လပိုင်းမှာတတိထားပေးပါကိုပေါ့နော်လူကြုံတတ်နိုင်တယ်ဒါကြောင့်မို့လို့လူတွေကိုပေါ့ကုခဲ့တဲ့အတိုင်း 100% ပြေဝရေးယုံကြည်မှုမပေးပါနဲ့เนาะ50%လောက်ပဲပေါ့နော်အဲ့လိုပေါ့နော်ကိုရဲ့ယုံကြည်မှုအားလုံးကိုပုံအောမပြစ်လိုက်နေပေါ့နော်ကိုကလုံးဝပုံအောပြီးယုံကြည်လိုက်လို့ရှိရင်ကိုရဲ့ဆုံးရှုံးမှုနေတာမူကြီးကြီးမားနိုင်တယ်နော်အတွက်ကြောင့်မလို့ခုချိန်ကနေစပြီးတော့တတိထားစင်ကျင်လို့ရတယ်ပေါ့နော်နောက်ကျ10လပိုင်း17လပိုင်းမှာဆိုလို့ရှိရင်ပိုင်ဝမ်လေးတွေကအဲ့လိုပဲကိုရဲ့အလုတ်ကိုင်းမှာဆိုလို့ရှိရင်ပြိုင်ဘက်တွေများလာနိုင်တယ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုနဲ့တိုက်ခိုက်တွေပြိုင်ဆိုင်နေများလိမ့်မယ်တိုက်ခိုက်တွေပြိုင်ဆိုင်နေများလိမ့်မယ်နောက်ပြီးတော့လူများရှိတဲ့နေရာမှာပိုင်ဝမ်လေးတွေအနေနဲ့မသွားပါနဲ့ဥပမာလူများရှိတဲ့နေရာမှာပိုင်ဝမ်လေးတွေအနေနဲ့သွားလို့ရှိရင်လည်းကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်တယောက်နဲ့တယောက်ပေါ့နော်ဗာလဲအမြင်မတူတဲ့အတွက်ကြောင့်မလို့အငင်းခုန်နေစကားလူကြီးလူပွဲတွေအဲ့လိုမျိုးဖြစ်ရနိုင်တယ်အဲ့ဒီလိုမျိုးဖြစ်လိုက်တဲ့ကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်ကိုပြောလိုက်တဲ့စကားကိုမကြိုက်မနစ်တဲ့တဲ့ဆိုရင်ကိုရဲ့ line လုံးဖို့ကင်ပဲလည်းဖြစ်နိုင်တယ်တရားရောက်တစ်စုံတစ်ယောက်ပေါ့နော်ကိုပြီးနားမှာတရားရောက်ကကိုမကြိုက်တဲ့အရာကိုပြောလိုက်တဲ့စကားကိုအထာနာကောက်ပြီးတော့ပြန်ပြီးပြောလိုက်တဲ့စကားလုံးပြန်ပြီးတုံ့ပြန်လိုက်တဲ့အမူအရာကြောင့်ကို့အနေနဲ့နာကျင်ရနိုင်တယ်နာကျင်ခံစားရနိုင်တယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ပိုင်ဝမ်လေးနဲ့9လပိုင်း10လပိုင်း17လပိုင်း12လပိုင်းမှာစကားပြောဆင်ခြင်ပေးပါလူတွေအများကြီးကြားထဲမှာလူတွေအများကြီးနဲ့ဝေဝေးနေပါပေါ့နော်နောက်ပြီးတော့conflict တွေကိုတတ်နိုင်ဆုံးရှောင်ပါပေါ့နော်နောက်ပြီးတော့ဗာလဲပြောရမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်မဟုတ်တဲ့အရာတွေကိုထားခဲ့နိုင်အောင်ကြိုးစားပါပေါ့နော်ထားခဲ့နိုင်အောင်ကြိုးစားပါကိုယ့်ကိုနာကျင်စီတဲ့အရာတွေကိုအတတ်နိုင်ဆုံးရှောင်ကျင်ပါအဲ့ဒီအချိန်မှာတရားနာတာတို့တရားထိုင်တာတို့အဲ့ဒီလိုမျိုးလေးလုပ်ပြီးပါပေါ့နော်ပိုင်ဝမ်လေးတွေကများသောအားဖြင့်ကိုချက်သူများကိုပို့ပြီးတော့ယုံကြည်ပေးတယ်ကိုတဲ့သူများကိုပို့ချစ်ခင်ပို့ချစ်ပေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ပိုင်ဝမ်လေးတွေကနောက်ကျော်ဒါနဲ့ထိုးခံရတယ်ပြောမှဆိုတစ္ဆာဖောက်ခံရတယ်ပေါ့နော်တစ္ဆာဖောက်ခံရတယ်အဲ့ဒါကဘာဖြစ်လို့လဲကိုယ့်တဲ့သူများကိုပို့ချစ်ခဲ့လို့ကိုယ့်တဲ့သူများကိုပို့ပြီးတော့ယုံကြည်ခဲ့မိလို့အဲ့ဒီလိုမျိုးခံစားရတယ်ဒါကြောင့်မို့လို့ပိုင်ဝမ်လေးတွေကိုချစ်တဲ့အောင်ကြိုးစားပါသူများတဲ့ကိုပို့ပြီးချစ်တဲ့အောင်ကြိုးစားပါကိုသူများတဲ့ကိုပုံယုံကြည်နိုင်အောင်ကြိုးစားပါလို့တတိပေးချင်ပါတယ်ပေါ့နော်တခုရှိတာကပိုင်ဝမ်လေးတွေကဒီ9လပိုင်း10လပိုင်းမှာပိုင်ဝမ်လေးတွေကကိုလင်းလင်းမြင်မြင်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ကိုလင်းလင်းမြင်မြင်ပြောလိုက်တဲ့စကားလုံးတွေကြောင့်ပေါ့နော်အဲ့ဒီအချိန်မှာတော့ပျော်ရွှင်မှုတွေတော့ရလာနိုင်တယ်ရလာနိုင်တယ်နောက်ပြီးတော့တရားအဲ့ချက်မှာတော့နားလည်မှုတွေယူပြီးတော့ပေါ့နော်ပျော်ရွှင်ရမယ်ဆိုတဲ့ energy မျိုးတွေ့ရပြီမယ်ပေါ့နော်ကိုကFacebook မှာတို့ online မှာတို့ TikTok မှာကိုသုံးတဲ့ online connection တခုမှာပေါ့နော်ကိုတစ်ဖက်သက်ယုံကြည်ကိုရဲ့အယူအဆပေါ့နော်ယုံကြည်မှုကိုစာလေးတစ်ချောင်းရေးတင်လိုက်တာတို့ဒါမှမဟုတ်ချင်းစကားနဲ့ပြောပြီးတော့တင်လိုက်တာတို့ကိုတခြားသူတွေကပေါ့နော်ကိုရဲ့ဗီဒီယိုဒါမှမဟုတ်ချင်းကိုရဲ့post ကိုကြည့်ပြီးတော့ပေါ့နော်ကြိုက်တဲ့သူရှိတယ်လို့မကြိုက်တဲ့ဘက်နဲ့ကိုနဲ့အမြင်မတူတဲ့သူတွေနဲ့ပေါ့နော်ညှင်းခုန်ရတာတို့ဗာလဲညှင်းခုန်တာတို့နောက်ပြီးတော့စကားချီတင်ပြောတာတို့စကားရည်လူတာတို့အဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့
အဲ့ဒီချိန်မှာကိုဆုံးဖြတ်ချက်ကလေးမြင်မြန်ဆုံးဖြတ်ချက်ချခြင်းအပြင်ပျော်ရွှင်ရနိုင်ပြီမဲ့ပေါ့နော်တတိထားပေးပါပေါ့နော်9လပိုင်း6လပိုင်းလောက်ကလေးတတိထားပေးပါအတက်နိုင်ဆုံးစကားကိုတတိထားပေးပါပြောရမယ်ဆိုကိုပြောမဲ့ကိုရဲ့ပါဇက်ကထွက်တဲ့စကားလုံးတွေကိုတတိထားပေးပါအဲကြောင့်မလို့တတိထားပေးပါတတိမတီမာတတိမထားမိဘူးဆိုလို့ရှိရင်ဒီ9လပိုင်း10လပိုင်း17လပိုင်း12လပိုင်းမှာအဲ့ဒီစကားလုံးတွေနဲ့ကိုကိုပြန်ပြီးတော့ထိုးနှက်ခံရနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီမှာတခုတတိပေးချင်တာကပိုင်ဝမ်းလေးတွေကဒီ9လပိုင်း6လပိုင်းမှာလူတယောက်ကိုစီကိုမြင်မြင်ဆန်ဆန်ရောက်လာနိုင်မယ်လို့ပြောလိုက်တယ်ပေါ့နော်အဲ့ဒီမြင်မြင်ဆန်ဆန်ရောက်လာတဲ့လူနဲ့ကိုနဲ့သူ့ကိုမလေးလာဘူးအချိန်ယူပြီးတော့မစင်စားဘဲနဲ့ဒီတိုင်းမိသားစုကွန်မန့်မန့်အထိရောက်သွားတယ်ဆိုတော့အနေကြီးမျိုးတွေ့ရတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ပိုင်ဝမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုစီမြင်မြင်ဆန်ဆန်ရောက်လာတဲ့သူကမြို့မှာမရချင်းတရားပါတော့မယ်ဘာဖြစ်တယ်ညာဖြစ်တယ်အကြောင်းပြောကောင်းလို့မို့လို့လက်ခံဖြစ်သွားတာလည်းဖြစ်နိုင်သလိုအဲ့ဒီလူရဲ့အလုပ်ကိုင်းရုပ်ရည်မိသားစုငွေကြီးအဲ့ဒါတွေကိုသဘောကျပြီးတော့တန်းပြီးမိသားစု commitment တွေကိုမြင်မြင်ဆန်ဆန်ရောက်သွားစဉ်းစားမနေပဲမတွေးပဲမလိလာပဲနဲ့ပေါ့နော်တန်းပြီးမိသားစုcommitment တွေကိုရောက်သွားတယ်ပေါ့နော်ရောက်သွားခြင်းအဖြစ်ပေါ့နော်အဲ့ဒီမှာလည်းအမှားတစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်ဒါကလူတိုင်းနဲ့တော့ resonate ဖြစ်ခြင်းမှဖြစ်လိမ့်မယ်ပေါ့နော်ဒါကကျမအနေနဲ့တွေးစားပြီးကြည်တာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ကိုဘဝတစ်ခုလုံးဒီဘဝတစ်လျှောက်လုံးကိုတွားရမယ်အတူတူပေါ့နော်တေးတိအတူတူတွားမယ်ကိုယ့်ရဲ့ပါတနာကိုတိချရွေးချယ်တင်တယ်အချိန်ယူပြီးလေ့လာတင်တယ်နောက်ပြီးတော့စဉ်းစားပြီးတော့လှုပ်တင်မလှုပ်တင်ပေါ့နော်လက်တွဲတင်မလက်တွဲတင်ဒါကြောင့်သူ့ရဲ့စိတ်တဲ့သူ့ရဲ့ပြီးခဲ့တဲ့အရာတွေကိုပေါ့နော်သူ့ရဲ့စိတ်နေစိတ်ထားအဲ့ဒါတွေကိုတေချာလေးလာတင်တယ်အချိန်ယူပြီးလေးလာတင်တယ်ဟိုကပိုင်ဝမ်းလေးတွေက9လပိုင်း6လဥပမာ9လပိုင်းမှာတွေ့တယ်6လပိုင်းမှာတန်းပြီးမိသားစုဟိုဟာတွေကိုရောက်သွားတယ်သူဘာကြီးဖြစ်နေတယ်ညာကြီးဖြစ်နေတယ်သူဘာကြီးလောက်ခဲ့တယ်ဘာကြီးဖြစ်ခဲ့လဲဆိုတာကိုမသိဘဲနဲ့တန်းပြီးတော့သူကတော့ငါရဲ့တိုက်သူကငါရဲ့စိုးမိတ်ကလေးပါအဲ့လိုမျိုးနဲ့ပေါ့နော်လူတွေကကိုလိုချင်နေတဲ့အချိန်မှာတော့ရည်စက်ကြောင့်သူနဲ့ကျမနဲ့ရည်စက်ပါလာတာမှသူနဲ့ကျွန်တော်နဲ့ရည်စက်ပေါ့နောက်တစ်ချိန်မှာဒါပျော်ရှင်းနေရတဲ့ချိန်မှာတော့ရည်စက်ပေါ့ရှေ့ဘဝကအတူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ဒီမှာဆုံတွေ့ရတယ်ပေါ့အဲ့လိုမျိုးဖြစ်နေပြီမဲ့နောက်တစ်ခုဖြစ်ခဲ့ပြီးကိုယ့်ဘဝမှာရိုက်ခတ်မှုတွေပြောရမယ်ဆိုလို့ရှိရင်နာကျင်စရာတွေတွေ့လာပြီဆိုတဲ့အချိန်ကြလို့ရှိရင်တယောက်နဲ့တယောက်စိတ်တဘောတိုင်းမတိုက်ဆိုင်မှုဆိုလို့ရှိရင်သူနဲ့ငါနဲ့တွေ့တာဝကြွေးတစ်ခုကြောင့်တွေ့လာတာပါဆိုတဲ့စကားလုံးမျိုးကြီးဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့တဘွားလုံးအတွက်ရည်ရွယ်ထားတဲ့သူကိုတေချာလိလာပါတေချာအချိန်ယူပြီးတော့စဉ်းစားဆုံးဖြတ်စေခြင်းတယ်ပေါ့နော်ခုလို9လပိုင်းတွေ6လပိုင်းမှာလက်ထပ်လိုက်တယ်အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်ခုခေတ်ရတော့ခုခေတ်မှာတလူခုလက်ဖြစ်သွားတာဘာမှအရင်မဟုတ်တော့တခုလက်ဖြစ်လို့ဘွာကြီးဆုံးရှုံးမသွားအောင်ပေါ့အဲ့လိုမျိုးရှိကြပါတယ်မှန်ပါတယ်တခုလက်ဖြစ်သွားတော့ကိုဘွာကြီးတခုလုံးဆုံးရှုံးမသွားအောင်မှန်တယ်လူတိုင်းကလည်းဘယ်သူမှလည်းတခုလက်မဖြစ်ချင်ကြဘူးဒါပေမဲ့တန်းနိုင်ဆိုကို့မှာအမှားရောမရှိတာပိုကောင်းတယ်ပေါ့နော်ပိုကောင်းတယ်ရှစ်ကတော်တော့ဗာလဲအိမ်အောင်ပြူဖျားတဲ့စင်းမင်းကြီးစုပ်ထိုးဆိုပေမဲ့အခုခေတ်မှာတော့ကိုတက်တူးတွေထိုးရင်တော့လေဆာနဲ့ဖြတ်လို့ရတယ်လေဒါကြောင့်တခုလက်ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းဘွားကြီးတစ်ခုလုံးတင်မသွားဘူးဆိုတာမှန်ပါတယ်ဒါပေမဲ့တက်နိုင်ဆုံးကိုဘွားဘောနော်တခြားလုံးမှာဒီတဦးတယောက်နဲ့ပဲတေတီအတူတူနေသွားရတယ်ဆိုတော့ပိုးပြီးတော့မကောင်းဘူးလားပိုးပြီးတော့ကုန်မရှိဘူးလားပေါ့နော်ဒါကတော့ကိုယ့်ရဲ့အမြင်ပေါ့နော်ကျမရဲ့မိဘရဲ့စုံစုံမဝူရဲ့အမြင်နဲ့ယူဆချက်ကိုပြောပြတာပေါ့နော်ဒီပိုင်လေးကိုရွေးချယ်ထားတဲ့သူလေးတွေအနေနဲ့ကဘာမှမဟုတ်ဘူးဒါဒီလိုကိစ္စမျိုးပါပေါ့နော်ငါတို့ရေးမပါဘူးဆိုလို့ရှိရင်လည်းရွေးချယ်ထားတဲ့သူတွေရဲ့စိတ်တိုင်းမှာပဲပေါ့နော်ကျမအနေနဲ့တော့ဘာမှပြောပိုင်ခွင့်မရှိပါဘူးဒါကကျမအနေနဲ့အ
ကြံပေးတာပေါ့နော်ကြံပေးတာကကိုယ်နဲ့ဘဝတစ်လျှောက်လုံးမှာအတူတူနေသွားရမယ်လို့ရွေးချယ်ထားတဲ့သူကိုလက်သေးချာလေးလာပါအချိန်ယူပြီးတော့ရွေးချယ်ပေးပါပေါ့ရွေးချယ်စေခြင်းနဲ့ပေါ့နော်မရွေးချယ်ပဲနဲ့ဒီမှာပိုင်ဝမ်းလေးတွေနဲ့9လပိုင်း6လပိုင်းမှာတွေ့တယ်9လပိုင်းမှာတွေ့တယ်6လပိုင်းမှာလက်ထပ်လိုက်တယ်အဲ့ဒီအတွက်ကြောင့်မလို့ပျော်ရွှင်ရမယ်9လပိုင်း6လပိုင်း9လပိုင်း3လလိုက်တော့ပျော်ရမယ်3လပိုင်းမှာ3လအထိတော့ပျော်ရမယ်အဲ့ဒီနောက်ပိုင်းမှာကိုယ့်ရဲ့နောက်ကျောကိုဒါနဲ့ထူတာကဒီကိုယ့်ရဲ့ relationship partner လည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့လုပ်ဖို့ကင်ဘက် friendship က partner လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့မိသားစုဆွေမျိုးဒီတွေကလည်းဖြစ်နိုင်တယ်ဘယ်သူမှပြောလို့မရဘယ်သူကတော့ငါ့ကိုတစ္ဆာမဖောက်ဘူးဘယ်သူကတော့ငါ့ကိုတစ္ဆာဖောက်တယ်ဆိုပြီးတော့အတိအကျပြောလို့မရဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်percentage တွေရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့လေ့လာပါကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကိုထားမယ်ဆိုလို့ရှိရင်တေချာလေ့လာပါပုံအပ်ပြီးတော့မယုံကြည်လိုက်ပါနဲ့ဘယ်သူကိုမဆို relationship partner ကိုပဲဖြစ်အဓိကတော့ relationship partner ကိုတော့တေချာလေ့လာပြီးမှဆုံးဖြတ်ပြီးမှရှေ့ဆက်ပါပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းဆိုလို့ရှိရင်လည်းလုံးဝပုံအပ်ပြီးတော့မယုံကြည်လိုက်ပါနဲ့ကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းဆိုရင်လည်းရှင်တယ်သူကတော့ငါညီမလေးသူကတော့ငါကိုကြီးသူကတော့ငါငါရဲ့ဗာလဲဦးလေးပါတော်လေးပါဆိုပြီးတော့ဗောနော်လုံးဝပုံအပ်ပြီးမယုံကြည်လိုက်ပါနဲ့ဗောနော်ကူးခစ်ကြီးထဲမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတယ်ကိုယ့်ပေါ်မှာနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့သူကကိုယ့်ရဲ့ညီကိုမောင်နှမတွေလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ဆွေမျိုးတွေကလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ချင်းကိုယ့်ရဲ့ငငယ်လေးကလေးပေါင်းလာတဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်း friendship တွေကဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ပြောရမယ်ဆိုလို့ချင်းကိုယ့်ရဲ့relationship partner သူကလည်းကိုယ့်ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးသွားနိုင်တယ်သူကလည်းကိုယ့်ကိုတစ္ဆာဖောက်သွားနိုင်တယ်အဲ့ဒီလိုမျိုး energy မျိုးတွေ့ရတယ်ပေါ့နော်ဒါကြောင့်လူတိုင်းကို percentage အပြည့်ယုံ100% အပြည့်ကြီးမယုံကြည်လိုက်ပါနဲ့တတိထားပါကိုချစ်ပါကိုပိုးပြီးတော့သူများတွေကိုပိုးပြီးတော့ယုံကြည်ပါသူတစ်ပါးတွေကိုပိုးပြီးတော့ချစ်တတ်အောင်ခုကြတဲ့အတိုင်းလေ့ကျင့်ပါအဲ့ဒီလိုမျိုးတတိပေးချင်ပါတယ်ပေါ့နော်ဒါကပိုင်ဝမ်းလေးတွေကိုကြည့်ပေးတဲ့ reading လေးဖြစ်ပါတယ်ဒီ reading လေးကြည်ချင်းအဖြစ်ပေါ့နော်ဒီ energy ကငါနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်လည်းရပါတယ်energy မကိုက်ညီဘူးဆိုလို့ရှိရင်လည်းဒီတိုင်းကြော်သွားလို့ရတယ်ပေါ့နော်တချို့သူတွေကခုနေနေပေါ့နော်ဒါက9လပိုင်း10လပိုင်း17လပိုင်း12လပိုင်းမှာဖြစ်မှာ9လပိုင်း6လပိုင်းမှာလည်းနည်းနည်းတည်ထား9လပိုင်း10လပိုင်းမှာကိုယ့်ဘဝရဲ့အတောက်အဆုံးအချိန်ဖြစ်နေမှာပျော်ရွှင်ဆုံးအချိန်ဖြစ်နေမယ်ဒါပေမဲ့9လပိုင်း10လပိုင်း17လပိုင်း12လပိုင်းမှာကိုယ်ကကြာရှုံးနေတဲ့ကိုယ့်ရဲ့နှိမ့်ကျနေတဲ့အချိန်ဖြစ်နေတိုင်းဒါကြောင့်မို့ဒီဓာတ်တွေကကိုကြိုတင်ပြီးတည်တာပေါ့နော်ကြိုတင်ပြီးတည်တဲ့အတွက်ကြောင့်မို့လို့ကြိုတင်ပြီးတော့တတိထားဖို့အချိန်ရတယ်ပေါ့နော်တတိထားဖို့အချိန်ရတယ်ဒါကြောင့်မို့လို့တတိထားပေးပါပေါ့နော်တတိထားပေးပါနောက်ပြီးတော့ကိုပို့ပြီးတော့ချစ်တတ်ပေးပါဒါကြောင့်ကိုယ်တွေ့မဟုတ်တဲ့အရာတွေကိုထားခဲ့ပါကိုယ်ကိုနာကျင်စီတိုင်းတဲ့အရာတွေအားလုံးကိုလွှတ်ချလိုက်ပါပေါ့နော်ဒီတက်ပို့ပြီးတော့တည်ငြိမ်ရစ်ကျက်လိုက်ပါပေါ့နော်အဲ့ဒါအကြံပေးချင်ပါတယ်ပေါ့နော်ဒီပိုင်ဝမ်းလေးတွေရေးချယ်တဲ့သူတွေအနေနဲ့ပေါ့နော်ဒါကျွန်မဖတ်ပေးတဲ့ reading ကိုမယုံကြည်ဘူးဆိုလို့ရှိရင်ဒါလေးကိုသတိထားပြီးကြည့်သွားလိုက်ပေါ့2026နှစ်ကုန်တဲ့အချိန်မှာပိုင်ဝမ်းလေးတွေအနေနဲ့ DNA ကြီးနဲ့ကိုက်ညီမကိုက်ညီသိကျင်ပါတယ်ပေါ့နော်အဲ့ဒီချိန်ကြားလို့ရှိရင်လည်းငါမှန်မလားမမှားပါလားဆိုတော့ပေါ့နော်အဲ့ဒီຢာလေးကိုကျွန်မအနေနဲ့ပြန်လည်သိချင်ပါတယ်ပေါ့နော်ဒါ2026မှာလာစဉ်အလိုက်ပေါ့နော်ကိုယ့်ရဲ့ overall energy ကိုကြည့်ပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်အားလုံးနဲ့ energy ကိုက်ညီပါစေလို့တော့မဆူတောင်းပေးတော့ပါဘူး2026ကိုအတိတတိနဲ့တွားပြီးတော့ပေါ့နော်ပျော်ပျော်ရွှင်ရွှင်ပျော်ရွှင်မှုတွေလည်းရမယ်အောင်မြင်မှုတွေလည်းရမယ်အဲ့ဒီအရာတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်သန်းသွားနိုင်ပါစေနောက်ကြတော့ကိုပို့ပြီးယုံကြည်ပြီးကိုပို့ချစ်တတ်တဲ့သူတယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရီလေးလေးကိုအဆုံးထိကြည့်ပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ရီတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်တတာအားလုံးပဲမင်္ဂလာပါရှင်ဒါလေးကပိုင်တူးလေးတွေရွေးချယ်ထားတဲ့သူလေးတွေအတွက်ကြည့်ပြတဲ့ရီလေးဖြစ်ပါတယ်ပိုင်တူးလေးတွေကလက်ရှိ energy မှာဆိုလို့ရှိရင်ပိုင်တူးလေးတွေက
ပေါ့နော်နာအတိတ်တုန်းကပေါ့နော်တိတ်တုန်းကကိုစူးစမ်းထားတဲ့အရာတွေကိုရင်းနှီးမြှုပ်နှံထားတဲ့အရာတွေကနေပြီးတော့အမြတ်စွန်းနေရတယ်ရဖို့အောင်မြင်မှုတွေပြန်လည်ရရှိဖို့အတွက်စောင့်ဆိုင်းနေရဆိုတော့message မျိုးရတယ်ပေါ့နော်ဗမာကိုပိုင်ဝမ်းလေးပိုင်တူးလေးတွေကပေါ့နော်ပြီးခဲ့တဲ့နှစ်တော့2025တော့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီချိန်တော့ကိုကလုပ်ငန်းတစ်ခုမှာကိုရင်းနှီးမြှုပ်နှံထားတယ်ငွေအားလူအားနောက်ကြောင့်အချိန်တွေပေးပြီးတော့စူးစမ်းလုပ်ကင်ထားတဲ့အရာနေပြီးတော့ကိုယ့်အတွက်ပေါ့နော်အောင်မြင်မှုတွေအမြတ်စွန်းတွေပြန်လည်ရရှိဖို့အတွက်စောင့်ဆိုင်းနေတယ်ဆိုပေမဲ့စိတ်ထဲကနေပြီးတော့စောင့်ဆိုင်းနေတယ်ပေါ့နော်ဒီနောက်ပြီးတော့ဝန်ထမ်းဆိုလို့ရှိရင်လည်းဒီလောက်ပေါ့နော်ဒီလောက်ကငါလောက်တာကြားနေပြီငါလောက်တာကြားနေတဲ့အတွက်ကြောင့်မလို့ငါရဲ့တတိယငါ့ကိုယာတို့တိုးပေးမလားတော့ကျလောက်စားတိုးပေးမလားဆိုပြီးတော့စောင့်ဆိုင်းနေတယ်မျှော်လင့်နေတယ်ဆိုရဲ energy မျိုးတွေ့ရတယ်တွေ့ရပေမဲ့စိတ်ထဲမှာလည်းတစ်ဖက်မှာတော့ကိုယ်စီပြန်လဲပြီးရလာဖို့အတွက်မျှော်လင့်နေမယ်ပဲတစ်ဖက်မှာလည်းဒီဝန်ထမ်းဆိုလို့ရှိရင်တတိယတော့ငါ့ကိုဘယ်တော့မှလာစားတိုးပေးမှာဘယ်ချိန်မှလာစားတိုးပေးမလဲမသိဘူးကြာပြီပေါ့ဟိုမှာဘယ်ချိန်မှကြာတိုးပေးမလဲမသိဘူးဟိုမှာဗာလဲကိုကရင်းနေကိုပိုင်လုပ်ငန်းလုပ်တဲ့လူလဲဆိုလို့ရှိရင်လည်းငါလုပ်ထားတဲ့ရင်းနှီးတွေငါမြုပ်နှံထားတဲ့ရင်းနှီးမြုပ်နှံမှုတွေရမယ်ဘယ်ချိန်မှငါအမျက်စွန်းနေရလာပါမလဲဘယ်ချိန်မှအောင်မြင်မှုတွေရပါလားပါမလဲဆိုပြီးပေါ့နော်တန်တရားဖြစ်နေတယ်စောင့်နေတယ်ဒါပေမဲ့နည်းနည်းစိတ်ပြအားငယ်နေပြီဆိုတော့ message မျိုးရတယ်ပေါ့ဒါပေမဲ့ဒီအပေါ်ရန်မှာတော့ပေါ့နော်ငါလုပ်တဲ့အရာတွေကငါအောင်မြင်မှုရမှာသိကြတယ်ဟိုမှာဝန်ထမ်းဆိုလို့ရှိရင်ငါတော့လာစားတိုးမှာမကြတော့ဘူးဒါမှမဟုတ်ယာတို့တိုးမှာမကြတော့ဘူးပေါ်ရန်မှာတော့ကိုယုံကြည်မှုတွေရှိနေတဲ့ပုံစံမျိုးပြနေပြီမဲ့အတွေ့စိတ်ထဲမှာတော့နည်းနည်းစိတ်ပြအားငယ်နေပြီပေါ့နော်ကိုစောင့်ဆိုင်နေရတာလည်းကြားနေပြီဖြစ်တဲ့ကြောင့်မို့ရပါတော့မလားမသိဘူးဆိုတဲ့အတွေ့မျိုးလေးရှိနေတယ်ပေါ့နော်ဒီ energy ကိုက်ညီတယ်ဆိုလို့ရှိရင်ဒီပိုင်လေးကိုဆက်ကြည့်လို့ရပါတယ်ဒီ energy မကိုက်ညီဘူးဆိုလို့ရှိရင်တခြားပိုင်လေးတွေကိုရွေးကြည့်လို့ရပါတယ်ရှင်ပထမဆုံးအနေနဲ့ပိုင်တူးလေးတွေရတစ်လပိုင်းနှစ်လပိုင်းမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကနည်းနည်းအလုတ်ရှုပ်နေတယ်ဆိုတော့ energy မျိုးတွေ့ရတယ်ချိန်ညှိနေရတယ်မှာလုပ်ငန်းမှာလုပ်ရတဲ့အလုံးနဲ့ကိုရင်းနှီးမြှုပ်နှံတဲ့ငွေကြေးနဲ့ဘယ်နဲ့ညီမျှအောင်ချိန်ညှိနေရတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အလုပ်ကိုင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့ပေါ့နော်အချိန်တွေကိုပေါ့နော်ချိန်ညှိနေရတယ်အလုပ်ကလည်းရှုပ်နေတယ်ဒါပေမဲ့ဒီမိသားစုအတွက်ကလည်းအချိန်လေးတစ်ခုတော့ပြည့်တင်တယ်လေဒါကြောင့်မလို့မိသားစုအတွက်လည်းချိန်ပေးရမယ်ငွေကြေးကိုယ့်ရဲ့အလုပ်ကိုင်တွေလည်းငွေကြေးအချိန်ပေးရမယ်ပေါ့နော်ဥပမာကိုယ့်ရဲ့ချစ်သူကြီးစားဆိုလို့ရှိရင်လည်းချစ်သူကြီးစားနဲ့ကိုယ့်ရဲ့မိသားစုနဲ့ဒါမှမဟုတ်အလုံးနဲ့ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ဘယ်လက်ညီမြောက်အောင်ချိန်ညှိနေရညှိနှိုင်းနေရတယ်ဆိုတော့message မျိုးတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒါပေမဲ့ပိုင်တူးလေးတွေကတခုကောင်းတာကပိုင်တူးလေးတွေကစိတ်အေးချမ်းနေတဲ့သူမျိုးတခုခုလုံးမယ်ဆိုလို့ရှိရင်အာယုံဆုစိုက်ပြီးတော့လုပ်တတ်တဲ့သူမျိုးဥပမာလူမှုဆက်ဆံရေးမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကကိုယ့်ရဲ့အတွေးအမြင်ကိုယ့်ရဲ့အယူဆကိုပဲတစ်ဖက်သက်ယူဆတတ်တဲ့လူမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တစ်ဖက်လုပ်ပေါ်ကိုင်ပဲကိုယ့်ရဲ့မိသားစုပေါ့နော်ကိုယ့်ရဲ့ relationship partner သူနဲ့အတူတူပေါ့နော်သူတို့ရဲ့ခံစားချက်သူတို့ရဲ့အတွေးမြင်ကိုလည်းတည်တည်ချာချာနားထောင်ပြီးတော့နားလည်ပေးတဲ့နားလည်ပေးနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပိုင်တူးလေးတွေက emotional intelligent ဖြစ်တယ်ကိုယ့်ရဲ့ခံစားချက်တွေကိုကိုယ့်ရဲ့ဉာဏ်ပညာနဲ့ထိန်းချုပ်နိုင်တဲ့သူမျိုးပေါ့နော်တည်တည်ချာချာဘဲလိုက်ညီမျှအောင်အေးချမ်းချမ်းနဲ့ပဲထိန်းချုပ်နိုင်တယ်ဆိုတဲ့ message မျိုးတွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုတော့ပိုင်တူးလေးတွေကကိုယုံကြည်ချက်ရှိတယ်လို့ကိုနဲ့လူမှုရေးပေါ့နော်လူမှုရေးမှာလည်းကိုယ့်ရဲ့တစ်ဖက်သူနဲ့တစ်ဖက်လောပေါ်ကိုင်ပဲပါတနာရင်းနဲ့ဘဲလိုက်ညီမျှအောင်တွေ့ပြီးတယ်ညှိနှိုင်းပြီးတော့လှုပ်ဆောင်တယ်ပေါ့နော်အလုပ်ကိုင်မှာဆိုလည်းလှုပ်ဆောင်တယ်အဲ့ဒီလိုမျိုးတွေ့ရတယ်နောက်ပြီးတော့တွေ့ရတယ်နောက်ကျငွေကြေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဝင်ငွေနဲ့ထုတ်ငွေကိုမျှတအောင်ဘဲလိုက်ညီမျှအောင်ထိန်းချုပ်ပြီးတော့လုံနိုင်နေတယ်ဆိုတော့အေးချမ်းချမ်းနဲ့ထိန်းချုပ်ပြီးတော့လုံနိုင်နေတယ်ဆိုတော့ energy မျိုးတွေ့ရပါပဲเนาะဒီကတစ်လပိုင်းနှစ်လပိုင်း
3လပိုင်း4လပိုင်းမှာဆိုလို့ရှိရင်လည်းပိုင်တူးလေးတွေကတစ်ခုကိုအဆုံးသက်လိုက်ပဲအဆုံးသက်ပြီးတော့နောက်ထပ်တစ်ခုကိုမြင်မြန်ဆန်ဆန်နဲ့လောက်ဆိုင်နိုင်တယ်ဆိုတော့ message မျိုးတွေ့ရတယ်ဥပမာrelationship မှာဆိုလို့ရှိရင်ပထမ relationship နဲ့ဆုံးသက်လိုက်တယ်ဆုံးသက်ပြီးတော့နောက်ထပ် relationship တစ်ခုကိုမြင်မြန်ဆန်ဆန်နဲ့ခုပြောင်းသွားနိုင်တယ်ဆိုတော့message မျိုးတွေ့ရတယ်ဥပမာပိုင်တူးလေးတွေကိုစီကို3လပိုင်း4လပိုင်းမှာရက်ဝေးကနေပြီးတော့သတင်းစကားတွေနောက်ပြီးတော့သတင်းစကားတွေနောက်ပြီးတော့message တွေဖုန်း call တွေဝင်လာနိုင်တယ်အဲ့ဒီလိုဝင်လာအတွက်ကြောင့်မို့လို့ပိုင်တူးလေးတွေကခီးသွားရတာလည်းဖြစ်နိုင်တယ်ခီးသွားရလည်းနိုင်တယ်ပေါ့နော်မြင်မြင်ဆန်ဆန်ရုပ်တရက်ခီးသွားရတာလည်းဖြစ်နိုင်တယ်နောက်ပြီးတော့အလုပ်ကိုင်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲလုပ်ငန်းပိုင်ရှင်ဆိုလို့ရှိရင်ဒီပထမလုပ်ကင်ထားတဲ့အလုပ်ကနေပြီးတော့ပြည်သက်လိုက်ပြီးတော့နောက်ထပ်လုပ်ငန်းတစ်ခုကိုမြင်မြင်ဆန်ဆန်ဆုံးဖြတ်လုပ်ကင်လိုက်တယ်လုပ်ကင်မြင်မြင်ဆန်ဆန်နဲ့လုပ်ကင်လိုက်နေမယ်ဆိုတော့ message မျိုးကိုတွေ့ရပါတယ်3လပိုင်း4လပိုင်းမှာတွေ့ရတယ်ပေါ့နော်4လပိုင်း5လပိုင်း6လပိုင်းမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကကိုအရှိအနာခဲ့မှာပေါ့နော်ခုလက်ရှိ energy တဲ့လက်ရှိတဲ့ပိုကောင်းတဲ့နေရာပိုကောင်းတဲ့အလုပ်ကိုင်းပိုကောင်းတဲ့အောင်မြင်မှုမျိုးရဖို့အတွက်စီစဉ်နေရေးဆွဲနေတယ် plan တွေချနေတယ်နောက်ကြတော့ကိုလုပ်ကိုင်များမဲ့အလုပ်ကိုရင်းနှီးမြှုပ်နှံမဲ့လုပ်ငန်းတွေကိုတည်တည်ချာချာနဲ့လေ့လာနေတယ်စီပူးနေတယ်ဟိုမှာပိုင်တူးလေးတွေအနေနဲ့ကခီးတစ်ခုသွားမယ်ထားလိုက်ပါခီးတစ်ခုသွားမယ်ဆိုဒီခီးကကားနဲ့သွားရမလားကားနဲ့သွားရမလားမြေထားနဲ့သွားရမလားလေယာဉ်နဲ့သွားရမလားဟိုမှာကိုကမြေထားနဲ့သွားလို့ရှိရင်ကိုရဲ့အာသာချက်အားနေချက်လို့ရှိမလဲဟိုမှာလေယာဉ်နဲ့သွားမယ်ဆိုလို့ရှိရင်ကိုရဲ့အာသာတဲ့အားနေချက်လို့ရှိမလဲဟိုမှာကားနဲ့သွားလို့ရှိရင်ကိုရဲ့အာသာချက်အားနေချက်လို့ရှိမလဲဒီခရီးမှာကိုဘာတွေကုန်ကြတင်တယ်လဲဘာတွေဆောင်းသွားတင်တယ်လဲပေါ့နော်အဲ့ဒီလိုမျိုးပေါ့နော်အသေးစိတ်လေ့လာနေတယ်စီးပူးနေတယ်နောက်ပြီးတော့စီမံကိန်းတွေစီမံချက်တွေချနေတယ်ဒါပေမဲ့လက်ရှိမှာကိုယ့်လက်ထဲမှာရှိနေတဲ့ပိုက်ဆံပေါ့နော်ရင်းနှီးမြှုပ်နှံမှုကိုတန်းပြီးရင်းနှီးမမြှုပ်နှံသေးဘူးဒီတိုင်းပဲစောင့်ကြည့်နေတော့မယ်အနာဂတ်အတွက်တော့ပိုကောင်းတဲ့အစီအစဉ်တွေချနေတယ်ပိုကောင်းတဲ့လုပ်ငန်းကိုလုပ်ဖို့အတွက်လေ့လာနေတယ်ဒါပေမဲ့တန်းပြီးတော့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံတွေကိုပိုကနေပတ်ကနေတန်းပြီးတော့မရင်းနှီးမမြှုပ်နှံတွေကိုခဏစောင့်ကြည့်နေတယ်ဆိုတော့ energy မျိုးပေါ့နော်စဉ်းစားနေတယ်နေတန်းရှာနေတယ်ဒါပေမဲ့မရင်းနှီးမမြှုပ်နှံသေးဘူးမလောက်ကင်သေးဘူးဆိုတော့ energy မျိုးတွေ့ရတယ်ပေါ့နော် AACC ပဲဖြတ်တန်းနေတယ်1လပိုင်း2လပိုင်း3လပိုင်း4လပိုင်း5လပိုင်း6လပိုင်းမှာ AACC ဖြတ်တန်းနေတော့မယ်အဲ့ဒီ9လပိုင်း10လပိုင်းမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကကိုလေးလာစီးပူးထားတဲ့အရာလုပ်ငန်းပေါ့နော်အဲ့ဒီအရာကိုကပိုင်နိုင်နဲ့ဆုံးဖြတ်ချက်ချနိုင်သွားမယ်တိတိကျကျဆုံးဖြတ်နိုင်ပြီးတော့ပြတ်သားဆုံးဖြတ်နိုင်ပြီးတော့စတင်လောက်ကင်လိုက်တဲ့အရာကနေပြီးတော့ပိုင်တူးလေးတွေကအောင်မြင်မှုတွေရလာနိုင်တယ်အောင်မြင်မှုတွေရလာနိုင်တယ်လူအများကလည်းကိုယ့်ကိုကြည့်ပြီးတော့လေးစားအားကျကုန်မယ်ပေါ့နော်တချို့လူတွေကကိုယ့်ကိုမလိုတဲ့လူတွေကကိုယ့်ကိုမနာလိုတာတို့ဘာလို့ရှိနိုင်တယ်ပေါ့နော်ဒါကတော့အနေချင်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပိုင်တူးလေးတွေကအရင်တကယ်တော်တဲ့လူတွေလို့ပြောလို့ရတယ်ကိုသွားမဲ့ခရီးလမ်းကိုလောက်ရမဲ့လုပ်ငန်းကိုတိတိကျကျလေးကိုပဲလေ့လာပြီးမှတေချာပြီးပိုင်နိုင်ပြီးဆိုမှဆုံးဖြတ်ချက်ချပြီးတော့တိတိကျကျဆုံးဖြတ်ချက်ချပြီးတော့မြင်မြန်ဆန်ဆန်လောက်ကင်လိုက်ခြင်းအပြင်အောင်မြင်မှုရလာနိုင်တယ်ပျော်ရွှင်မှုတွေရလာနိုင်တယ်လူတွေအများကြားမှာလည်းကိုကထင်ပေါ်ကြော်ကြားတဲ့သူတယောက်ဖြစ်လာတယ်သူများရဲ့လေးစားအားကြားလောက်တဲ့အထိအောင်မြင်မှုရလာနိုင်တယ်ဆိုတော့ energy မျိုးတွေ့ရတယ်နောက်ပြီးတော့9လပိုင်း10လပိုင်းမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကကိုစတင်စူးစမ်းလိုက်တဲ့အရာကနေပြီးတော့ငွေကြေးကိုစတင်ပြီးတော့ရင်းနှီးမြှုပ်နှံလိုက်တဲ့အရာပေါ့နော်အဲ့ဒီအရာကနေပြီးတော့ငွေကြေးတွေလောင်းတန်းအထိပေါ့နော်စတေးပဲဖြစ်လာနိုင်တယ်စတေးပဲဖြစ်လာနိုင်တယ်ငွေရေးကြေးတွေတော်တော်ပြောရမယ်ဆိုလို့ရှိရင်နာဂတ်တွေပေါ့နော်စတေးပဲဖြစ်လာနိုင်တယ်ပြည့်စုံတဲ့အောင်မြင်မှုတွေရလာနိုင်တယ်ဆိုတော့ energy မျိုးတွေ့ရတယ်ပိုင်တူးလေးတွေအနေနဲ့ကခီးသွားလိုက်တာဥမာနိုင်ငံခြားကိုသွားပြီးလှုပ်လိုက်တာတို့ဒါမှမဟုတ် online နဲ့ပတ်သက်ပြီးလှုပ်လိုက်တာတို့အဲ့ဒီအလုပ်တွေကနေပြီးတော့ပိုက်ဆံတွေအများကြီးနာဂတ်တွေစုမိလာနိုင်မယ်စုမိလာမယ်နောက်ပြီးလူများတွေကလည်းကိုယ်ကိုအကြလာနိုင်တယ်ကိုကလည်း
ပြောရမယ်ဆိုလို့ရှိရင်လူတွေအများကြီးနဲ့လည်းconnection ပေါ့နော်ကောင်းကောင်းဆက်ဆံလာနိုင်တယ်မဲဆိုတဲ့message မျိုးရတယ်ပေါ့နော် congratulation မှာပိုင်းတူးလေးတွေက6 9လပိုင်း10လပိုင်း9လပိုင်း10လပိုင်းမှာဆုံးဖြတ်ချက်ပိုင်နိုင်ဆုံးဖြတ်ခြင်းရနေပြီးစတင်လှုပ်ဆောင်ခြင်းရနေအောင်မြင်မှုတွေပျော်ရွှင်မှုတွေလူများကြားမှာထင်ပေါ်ကျော်ကြားမှုတွေငွေကြီး stable ဖြစ်မှုတွေရရှိလာနိုင်မယ်ဆိုတဲ့ message မျိုးတွေ့ရတယ်အားလုံးအလုံးစုံပြည့်စုံတဲ့အောင်မြင်မှုမျိုးရလာနိုင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ congratulation ပါရှင်17လပိုင်း17လပိုင်းမှာဆိုလို့ရှိရင်ပိုင်တူးလေးတွေကပြောရမယ်ဆိုလို့ရှိရင်ကိုရင်တော့ကြောက်ရွံ့ခဲ့တဲ့အရာတွေစိုးရွံ့ရင်ခဲ့တဲ့အရာတွေအဆုံးသတ်နိုင်လိမ့်မယ်အဆုံးသတ်ပြီးတော့ဗောနော်ပို့ပြီးတော့တိုးတက်ကြီးပွားလာအောင်စူးစမ်းလာနိုင်မယ်ဆိုတဲ့ message မျိုးတွေ့ရတယ်တချို့သောလူတွေကတော့ချိုးတော့ပိုင်တူးလေးတွေကဗောနော်စိုးရိမ်နေကြောက်ရွံ့နေတယ်ဗောနော်ကိုပြောရမယ်ဆိုလို့ရှိရင်ပိုင်တူးလေးတွေနဲ့လက်ရှိမှာ9လပိုင်း10လပိုင်း9လ10လပိုင်း9လပိုင်း9လပိုင်း10လ9လပိုင်း10လပိုင်း9လပိုင်း10လပိုင်းမှာအောင်မြင်မှုတွေတင်ပေါ်ကြော်ကြားမှုတွေပျော်ရွှင်မှုတွေရနေတာကိုဆုံးရှုံးသွားမှကြောက်တဲ့အတွက်ကြောင့်မလို့ဆုံးရှုံးသွားမှကြောက်နေတာစိုးရိမ်နေတာစိုးရိမ်စိတ်တွေများနေတယ်ဆိုတဲ့ပုံစံမျိုးစိုးရိမ်စိတ်တွေများနေတဲ့အတွက်ကြောင့်မလို့ရှေ့ဆက်မတိုးရဲဘူးဆိုတဲ့အနေကြီးမျိုးတွေ့ရတယ်ပေါ့နော်ပြောရမှာဆိုကိုယ်မှလက်ရှိအတိတ်ကနာကျင်မှုတွေဆုံးရှုံးမှုတွေတဲ့ခုလက်ရှိမှာဖြစ်နေတဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေ stable ဖြစ်မှုတွေကိုဆုံးရှုံးမှာဆိုလို့ရှေ့ဆက်မတိုးရဲဘူးဆိုတဲ့စိုးရိမ်စိတ်တွေရှိနေနိုင်တယ်ပေါ့နော်စိုးရိမ်စိတ်တွေရှိနေတဲ့အတွက်ကြောင့်မလို့ရှေ့ဆက်လည်းမတိုးရဲဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့ပိုင်တူးလေးတွေနဲ့မစိုးရိမ်ပါနဲ့မကြောက်ရွံ့ပါနဲ့ပေါ့နော်မကြောက်ရွံ့ပါနဲ့ပိုင်တူးလေးတွေကတက်ပိုးပြီးတော့တိုးတက်လာမယ်အောင်မြင်လာနိုင်တဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့စိုးရိမ်စိတ်တွေမထားပါနဲ့ကြောက်ရွံ့မှုတွေမထားပါနဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ပိုင်တူးလေးတွေရဲ့လက်ရှိ energy က Queen of Wands 2026ရဲ့17လပိုင်း17လပိုင်းမှာတန်ပရက်ကြတယ်ဒါကဘယင်မှာဒါကတန်ပရက်ကဘီယင်မိဖုရားမိဖုရားခေါင်းကြီးပေါ့နော်ဘယင်မရဲ့ energy ကပုဂ္ဂိုလ်ယုံကြည်မှုရှိတယ်ဆွဲဆောင်မှုရှိတယ်ကိုယ်ပိုင်ခွန်အားကိုယ်ပိုင်ရည်ချင်းနဲ့မျိုးသမီးဖြစ်တယ်ဆိုလို့ရှိရင်တော့မယ်ကိုယ်ပိုင်ရည်ချင်းကိုယ်ပိုင်အင်အားနဲ့ပေါ့နော်လုံကိုဘယ်သူ့မှမှီခိုမှုမရှိဘဲနဲ့နေရာတစ်ခုကိုရောက်အောင်လောက်ကင်နိုင်တဲ့ကိုယ်ပိုင်ရည်ချင်းနဲ့ကိုယ်ပိုင်နေရာကိုဖန်တီးလောက်ကင်နိုင်တဲ့ဆိုတဲ့စမ်းစာမျိုးရှိတဲ့မျိုးသမီးခေါင်းဆောင်နိုင်တဲ့အားခွန်အားရှိတယ်leadership ဟောတော့အမျိုးသမီးဖြူပေးမယ်ကိုယ်ပိုင်ရည်ချင်းရှိတဲ့မျိုးသမီးတယောက်ပေါ့နော်မျိုးသမီးတယောက်ဒီတန်ပရက်ကကြတော့သူကကြတော့ဘရင်ရဲ့မိဖုရားခေါင်းကြီးပေါ့နော်မိဖုရားခေါင်းကြီးဒါကြောင့်မို့လို့ဒီမိဖုရားခေါင်းကြီးကဒီဘရင်မတွေကိုမွေးဖွားပေးနိုင်တယ်လို့ဘရင်တွေကိုလည်းမွေးဖွားပေးနိုင်တယ်ရှိတဲ့သူမျိုးပေါ့နော်နောက်ပြီးတော့ကိုယုံကြည်မှုရှိတယ်ပြောရမယ်ဆိုတော့ကိုယ်ပိုင်လည်းအစွမ်းစားလည်းရှိတယ်စမ်းစားရှိတယ်ဒီပိုင်တူးလေးတွေပြောရမယ်ဆိုလို့ရှိရင်တန်ပရက်ကသူမွေးဖွားလိုက်တဲ့သူ့ရဲ့သားသမီးတွေတားဆိုလို့ရှိရင်ဘရင်ဖြစ်အောင်ပြုစုပေးထောင်တဲ့အမြဲသူမျိုးသမီးဆိုလို့ရှိရင်ဘရင်မဖြစ်သွားတယ်ဘရင်မဖြစ်အောင်ဆွဆောင်ပေးနိုင်တဲ့မျိုးသမီးမျိုးပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပိုင်တူးလေးတွေကဒီလက်ရှိ energy မှာကိုပိုင်စွမ်းစားနဲ့လင်းလက်တောက်ပနေတဲ့မိတိုင်ဆိုလို့ရှိရင်ဒီတန်ပရက်ကကြတော့ဒီမီးကိုပေါ့နော်မွေးဖွားပေးလိုက်တဲ့ပေးတဲ့နေပေါ့ဟိုမှာဆိုလာမီးလိုမျိုးပေါ့နော်ဆိုလာမီးဆိုလို့ရှိရင်မီးလုံးလေးပြောရမှာဆိုတဲ့ဒီဘရင်မကမီးလုံးလေးဆိုလာမီးကနေပြီးတော့ရလာတဲ့ဆက်သွယ်ပြီးကနေရလာတဲ့မီးလုံးတစ်လုံးဆိုလို့ရှိရင်တန်ပရက်ကဒီဆိုလာမီးကိုအားပြုတ်ပေးမယ်ပေါ့နော်နေမင်းကြီးဆိုတဲ့အစွမ်းဆောင်မျိုးရှိတယ်ပေါ့နော်စွမ်းဆောင်မျိုးရှိတယ်နောက်ပြီးတော့တန်ပရဆိုတော့မိဖုရားတွေထဲမှာမိဖုရားကောင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ရာဇဝင်မှာဆိုလို့ရှိရင်ရှင်ဖြူမရှိ
စင်ပြိုမရှင်ဆိုလို့ရှိရင်သူ့မှာတာမမွေတို့မြန်မာပြည်ရဆိုလို့ရှိရင်မြန်မာသမိုင်းရဆိုလို့ရှိရင်မြို့သမီးတွေဘယင်ဖြစ်တာနည်းတယ်ပေါ့နော်မြန်မာပြည်မှာဘယင်မဆိုလို့နှစ်ယောက်လောက်ပဲရှိတယ်ဒီစင်ပြိုမရှင်ဆိုလို့ရှိရင်သူကမွေးထားတာသမီးတွေရမွေးထားတယ်သမီးတွေရမွေးထားတဲ့အတွက်ကြောင့်မို့လို့ပြောရမယ်ဆိုလို့ရှိရင်နောက်တက်လာမဲ့ရှင်ဘရင်ကသူ့ရဲ့ဩဇာအာဏာကိုသူ့ရဲ့ဩဇာအာဏာညောင်းမဲ့မျိုးသားမျိုးအဲ့ဒီလိုလူမျိုးကိုသူကဘရင်ဖြစ်နေရွေးချယ်တင်မြောက်မယ်ဆိုတဲ့သူမျိုးပေါ့နော်စင်ပြိုမရှင်ကသူကမိဖုရားပေါ့နော်တရားဝင်မိဖုရားမိဖုရားကောင်းရင်မဟုတ်ဘူးသူကတရားဝင်မိဖုရားအဲ့မိဖုရားကဒီဟိုပါလဲမိဖုရားအငယ်တွေကမွေးလိုက်တဲ့သားတွေကသူ့ရဲ့ဩဇာကိုနာခံမဲ့သူတီဘောမင်းကိုပေါ့နော်ရှင်ဘရင်ဖြစ်ဖို့အတွက်မဲတွေတို့အခုဆိုရင်မဲပေးတယ်ပေါ့နော်ရှင်ဘရင်ဖြစ်ဖို့အတွက်စူးစမ်းပေးခဲ့တယ်အဲ့လိုမျိုးအခွင့်အာဏာမျိုးသူ့မှာရှိတယ်အခွင့်အာဏာမျိုးသူ့မှာရှိတယ်သူ့မှာသမီးမရှိပြီမဲ့ဒီမိဖုရားတွေကမွေးထားတဲ့သားတွေကနေပြောရွေးချယ်ပြီးရှင်ဘရင်တင်မြောက်ဖို့အတွက်အခွင့်အာဏာမျိုးသူ့မှာရှိတယ်နောက်ပြီးတော့ပကံခဲဦးပိုင်းမှာဆိုလို့ရှိရင်လည်းတောင်သူကြီးမင်းဆိုတာကြောက်မယ်နဲ့တူတယ်ဒီတောင်သူကြီးမင်းရဲ့အရင်ဘရင်ကရှင်ဘရင်ကပေါ့နော်တိုင်ခန်းလဲလဲရန်နေပြီးတော့သူကရာကင်းဗိုက်စာလို့ဆိုရရာကင်းတခင်းတွေကတခွားခင်းတွေကတခွားသီးကိုစားလိုက်တာကိုဒီတခွားသီးရဲ့ပိုင်ရှင်သူကတခွားခင်းပိုင်ရှင်ကသူ့ကိုတကူမှတ်ပြီးတော့ရိုက်တက်လိုက်တာရှင်ဘရင်ကတီးသွားတယ်အဲ့ဒါကိုဒီရှင်ဘရင်တီးသွားတာကိုဒီရှင်ဘရင်ရဲ့လူယုံတော်ငယ်ကျွန်းကနေပြီးတော့ပထမဆုံးတွေ့လိုက်တယ်တွေ့တော့ကြတော့ဒီတောင်သူကြီးကိုခေါ်သွားပြီးတော့မိဖုရားစီခေါ်သွားတာပေါ့နော်မူမတ်တယောက်မှမသိခင်လေးပါပေါ့နော်မိဖုရားစီကိုခေါ်သွားပြီးတော့ဒီရှင်ဘရင်ကိုတတ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာရှစ်ခေတ်တွားကြောင်ဘရင်ကိုတတ်လို့ရှိရင်ဘရင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမိဖုရားကြီးဟာဒီတောင်သူကြီးကိုဘရင်ဖြစ်တင်မြှောက်ပြီးတော့ပေါ့နော်တင်မြှောက်ပြီးတော့သူကမိဖုရားကောင်ကြီးနေလိုက်တယ်ပေါ့နော်အဲ့ဒီလိုအခွင့်အာဏာမျိုးရှိတဲ့အမျိုးသမီးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူကဘရင်တော့မဟုတ်ဘူးသူယူထားတဲ့မျိုးသားကဘရင်ဒီလိုပဲသူမွေးတဲ့သမီးဆိုလို့ရှိရင်တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဘရင်မဖြစ်နိုင်တယ်သူမွေးထားတဲ့သားကဘရင်ဖြစ်နိုင်တယ်ဒီကြားထဲမှာကိုယ့်ရဲ့ဘရင်ကဟိုမှာနဲ့ရဆွာသားတယ်ဆိုလို့ရှိရင်အဲ့လိုပြောဆောင်းဝါလူတောင်သူကြီးမြင့်လို့ပေါ့နော်တည်သွားတဲ့လူကိုဘရင်တင်မြှောက်ပြီးတော့သူကမိဖုရားကောင်ကြီးနေရာဝင်ထိုင်တယ်ဒီစင်ပြူမရှင်လို့ပေါ့နော်ဒီမြေငယ်တွေကမိဖုရားငယ်တွေကမွေးတဲ့သားတွေကိုသူ့ဩဇာအာဏာညောင်းမဲ့သူကိုရွေးချယ်ပြီးတော့ဘရင်တင်မြောက်နိုင်တယ်ဆိုတဲ့အခွင့်အာဏာမျိုးရှိတယ်ပေါ့နော်ဒါကဘုဒ္ဓတအနေနဲ့ပြောပြတာပေါ့နော်ပိုင်တူးလေးတွေနဲ့အနေနဲ့လေးလာဘုဒ္ဓတအနေနဲ့ပြောပြတာပြောရမယ်ဆိုပိုင်တူးလေးတွေကလက်ရှိမှာကိုယုံကြည်မှုရှိမယ်ကိုပိုင်အစွမ်းစားနဲ့ဘယ်သူမှမမှီခိုပါပဲကိုပိုင်နေရာတစ်ခုကိုပိုင်အလုပ်တစ်ခုကိုစူးစမ်းတည်ထိုင်လုပ်ကိုင်နိုင်တဲ့အမျိုးသမီးတစ်ယောက်2026မှာနှစ်ကုန်ပိုင်းမှာကိုတိုင်းလည်းစူးစမ်းမယ်တေချာလေးလာဆုံးဖြတ်မယ်ကိုလိုရမယ့်အလုပ်ကိုလေးလာဆုံးဖြတ်မယ်လေးလာဆုံးဖြတ်ပြီးတော့ပြက်သားဆုံးဖြတ်ချချလိုက်မယ်ချပြီးတော့ချလိုက်တဲ့ပြီးတော့စတင်လှုပ်ဆောင်လိုက်တဲ့လောကအောင်မြင်မှုတွေပြည့်စုံတဲ့အောင်မြင်မှုတွေရလာတယ်အဲ့ဒီလိုရလာတဲ့အတွက်ကြောင့်မို့လို့ကိုတိုင်းလည်းရည်ချင်းရှိတယ်ကိုပြင်းနားမှာရှိနေတဲ့လူတွေကိုလည်းရည်ချင်းရှိတော့ပြီးတော့တိုးတက်လာအောင်ထောက်ပံ့ပေးနိုင်တယ်ပြည့်စုံပို့ထောင်ပေးနိုင်တယ်ဆိုတော့ energy မျိုးတွေ့ရတယ်ပေါ့နော်congratulation မှာပိုင်တူးလေးတွေကပြောရမယ်ဆိုလို့ရှိရင်ခု2026ရဲ့လက်ရှိ energy တဲ့2026ရဲ့17လပိုင်း12လပိုင်းနောက်ဆုံးလရဲ့ energy ကပို့ပြီးတော့ဒီတက်တစ်ဆင့်ပို့ပြီးမြင့်တက်သွားနိုင်မယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်အခုလိုအချိန်မှာပြတ်သားဆုံးဖြတ်တတ်တဲ့စိတ်တက်ကနေပြီးတော့ကျင်နာတတ်လာမယ်ယူရတတ်လာမယ်ကုညီလာမယ်တနာတတ်လာမယ်ကိုယ်ရမှရှိတဲ့လူတွေကိုကျင်နာဆက်ဆံလာမယ်ပေါ့နော်ညံ့ပျော်ပြောင်းလာမယ်ပေါ့နော်အခုချိန်မှာကိုကမထန်ရှိနေတယ်ဆိုရင်တော့မယ်2026ရဲ့17လပိုင်း17လပိုင်းမှာလုံးဝကျင်နာလေးနဲ့ဆက်ဆံတတ်လာမယ်ညံ့တာလေးနဲ့ဆက်ဆံတတ်လာမယ်နောက်ပြီးတော့ဒီတဲ့ပိုးတောက်ပလာအောင်ကိုတိုင်းအပါဝင်ကိုဘေးနားမှာရှိနေတဲ့သူတွေရောပါတောက်ပလာအောင်
အောင်မြင်လာအောင်ကိုကြီးဆောင်ရွက်ပေးနိုင်တဲ့မျိုးသမီးတယောက်ဖြစ်လာနိုင်မယ်ဆိုတဲ့ energy မျိုးတရားရဲ့အတွက် congratulation ပါပိုင်တူလေးရေကိုဆိုရမှုတွေကြောင်ရမှုတွေမထားပါတော့နဲ့ကိုယုံကြည်ပြီးတော့ဆက်လက်ရှေ့ဆက်ပြီးတော့နာဂတ်ကိုဆက်ပြီးတော့စူးစမ်းသွားပေးပါယုံကြည်ကိုရည်ချင်းတွေကိုယုံကြည်ပါဒီ energy ကိုဒီပိုင်တူလေးတွေကိုရွေးချယ်ထားတဲ့သူတွေအနေနဲ့energy ကန့်ညီကြပါစေလို့ဆုတောင်းပေးပါတယ် energy မကန့်ညီဘူးဆိုလို့ရှိရင်လည်း sorry ပါဗောနော်နောက်ရီတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်ရီလေးကိုအဆုံးထိကြည့်ပြရတဲ့ကျေးဇူးများတင်ပါတယ်တတ်တာအားလုံးပဲမင်္ဂလာပါရှင်ဒါလေးကပိုင်သူလေးရေးချထားတဲ့သူလေးတွေအတွက်ကြည့်ပြတဲ့ကလေးဖြစ်ပါတယ်ဆောင်းကကျွန်မဒီဟာကိုပြောထားလိုက်တာမှားသွားတယ်နော်ဒီသဘောလေးကိုဒီလိုမျိုးလုပ်လိုက်တဲ့နေရာဆောင်းကဒီကရေးချထားတဲ့ပိုင်တူနော်ဒါလေးကပိုင်တူကျွန်မခုနကထားတာမှားသွားတယ်ပိုင်တူလေးပိုင်သရီလေးတွေကိုရေးချထားတဲ့သူလေးတွေအတွက်ကြည့်ပြပဲလေးဖြစ်ပါတယ်ပိုင်သရီလေးတွေကဆိုလို့ရှိရင်လက်ရှိ energy မှာဆိုလို့ရှိရင်ပိုင်သရီလေးတွေကအသက်တစ်ခုကိုစတင်ခြင်းနေတယ်အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုအလေးမထားတော့ဘူးအလေးမထားခြင်းတော့အလေးမထားဘဲနဲ့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့ပဲလှုပ်ဆောင်ခြင်းတယ်ပေါ့နော်ကိုလှုပ်လိုက်တဲ့အရာကိုရွေးချယ်လိုက်တဲ့အရာပေါ့နော်အောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေစမ်းပြီးတော့လှုပ်ကြည့်ခြင်းတယ်ဆိုတော့မှုတွေ့ရတယ်အကြောင်းရုံမရှိဘူးဝမ်းနေခြင်းတွေပါလဲအနေတွေကိုကြောက်ရွံ့မနေပဲနဲ့ပေါ့နော်ငါစမ်းပြီးလှုပ်လိုက်ခြင်းပဲလှုပ်ကြည့်ခြင်းတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ကျတော့ပိုင်တူးလေးတွေက the magician ကိုယုံကြည်မှုရှိတယ်ကိုရည်ချင်းကိုသိတယ်ကိုလိုချင်တဲ့အရာကိုကိုယ်တိုင်ဖန်တီးနိုင်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိနေရပါတော့စကားပြောစမ်းရင်လည်းကောင်းတယ်နောက်ပြီးကြတော့ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်းအရှင်အားကောင်းတယ်လို့တွေ့ရတယ်နောက်ပြီးတော့ဘလို့အရာမျိုးပဲနေကိုယုံကြည်စိတ်ချပြီးတော့ဘလို့ခက်ခဲမျိုးပဲတွေ့ပါစေငါလှုပ်ကြည့်လိုက်မယ်စမ်းကြည့်လိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ရပါတော့ over confident ဖြစ်ရှိနေrelationship မှာဆိုလို့ရှိရင်လည်းပိုင်လူလေးတွေကပထမ relationship ကိုထားခဲ့ပြီးနောက်ထပ် relationship ကိုစတင်တော့မယ်ဆိုတော့ energy မျိုးပိုင်လူလေးတွေပိုင်3လေးပေါ့နော် sorry ပါပိုင်3လေးတွေအနေနဲ့ကဒီနောက်ထပ်ပထမ relationship ကိုဆုံးသက်ပြီးနောက်ထပ် relationship တစ်ခုကိုစတင်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့တာဒီ relationship ကိုလည်းသူ့အနေနဲ့အနာဂတ်ဒီလေးနက်ဆုံးဖြတ်ပြီးတော့စတင်လိုက်တာမဟုတ်ဒီတိုင်းပေါ်ရန်နေနဲ့ဖလစ်လိုက်တာလွတ်လပ်ပျော်ပါပါအနေနဲ့ပေါ့နော်ပြောရမှာဆိုလို့ရှိရင်အပျော်သဘောမျိုးနဲ့စမ်းကြည့်နေတာလှုပ်ကြည့်နေတာကိုယ့်ရဲ့ရည်ချင်းလေးနဲ့ငါရဲ့ရုပ်ရည်ပေါ့ပြောရမှာဆိုပိုင်တူလေးတွေကဒီမှာရုပ်ရည်ရတယ်မျိုးသားဆိုလို့ရှိရင်လည်းလုံးဝကြည်ကိုင်းမှုနဲ့မျိုးသမီးကိုဆက်ဆောင်တဲ့ရုပ်ရည်မျိုးလုံးဝလွတ်လပ်လူငယ်ဆန်နေကြတယ်ဟိုမှာအသက်ကြီးတဲ့သူဖြစ်နေရဆိုတော့အတောင်ပဲစိတ်တက်ကလုံးဝလွတ်လပ်ပေါ့ပါနေတတ်တဲ့သူမျိုးဖြစ်နိုင်တယ်မျိုးသမီးဆိုလို့ရှိရင်လည်းချစ်စရာကောင်းတဲ့တိုင်မျိုးလှတယ်ပေါ့နော်လှတယ်နောက်ကျလုံနိုင်ကင်စိန်ဆွဲနေရှိတယ်ဆွဲဆောင်မှုရှိတဲ့မျိုးသမီးဖြစ်နိုင်တယ်ဒါနောက်ပြီးတော့တခုရှိတာပိုင်သူလေးတွေကပလေယာခဲတို့ပလေယာဘွိုင်းတို့ဖြစ်နိုင်တယ်ဘယ်အောင်မှလေးနဲ့ထားမှာပေါ့ပျော်သဘောမျိုးနဲ့စမ်းကြည့်လိုက်မယ်လှုပ်ကြည့်လိုက်မယ်ဆိုတဲ့ပုံစံမျိုးအလုပ်မှာဆိုလို့ရှိရင်လည်းအလိုပဲစီးကန်းနဲ့လှုပ်တဲ့လုပ်ငန်းစီးမြင်းတွေပေါင်းနေနဲ့ချထားတဲ့အလုပ်တွေဆိုရင်မလုပ်ချင်ဘူးပေါ့နော်ကိုယ့်ဟာကိုလွတ်လပ်ဖီးတန်းဆိုတဲ့အလုပ်မျိုးကိုပဲလုပ်ချင်တယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ပေါ့နော်ဒီ energy ကန့်ညီတယ်ဆိုလို့ရှိရင်ဒီပိုင်းလေးကိုဆက်ကြည့်လို့ရပါတယ် energy မကန့်ညီဘူးဆိုလို့ရှိရင်တော့တခြားပိုင်းတွေကိုရွေးကြည့်လို့ရပါတယ်ရှင်ပိုင်း3လေးတွေကတစ်လပိုင်း2လပိုင်းမှာဆိုလို့ရှိရင်ပိုင်း3လေးတွေရဲ့ energy လားပိုင်း3လေးတွေကအလုပ်ထဲမှာဆိုလို့ရှိရင်လည်းဘောနော်ကိုယ့်ရဲ့လုပ်ငန်းထဲမှာဆိုလို့ရှိရင်ကိုလူချစ်လူခင်ပေါ်မယ်လှပတယ်ချစ်စရာကောင်းတယ်လူချစ်လူခင်ပေါ်မယ်ကိုကူညီဆောင်ရှောက်ပေးမဲ့သူတွေရှိတယ်ပိုင်း3လေးတွေကbackground ကောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုမှာငွေကြေးခက်ခဲတွေရှိတယ်ဆိုပေမဲ့ကိုကူညီပေးမဲ့သူတွေရှိတယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ခက်ခဲရှိခဲ့မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီခက်ခဲကိုကူညီပေးမဲ့သူတွေရှိတယ်
ပြောရမယ်ဆိုလို့ရှိရင်ဝင်ငွေမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ငွေကြေးမှာဆိုလို့ရှိရင်လည်းဒီလောက်ကကိုလုံနေတဲ့ယာတို့ကိုလုံနေတဲ့ဝင်ငွေနဲ့ကောင်းမွန်နေတယ်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေလည်းကောင်းနေတယ်ကိုယ့်ရဲ့ယာတို့ကလည်းနေရာတနေရာရနေတယ်ဒါပေမဲ့ပိုင်တူးလေးတွေကဒီလုံမှာပျော်ရှင်းမနေဘူးကိုငါလုပ်တဲ့အလုပ်ကငွေကြေးအဓိကမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ပျော်ရွှင်ရာကိုယ့်ရဲ့စိတ်လွတ်လပ်ရာအဲ့ဒါကိုတခုကိုရှာဖွေနေခြင်းတယ်ဒါမှမဟုတ်ချင်းပိုင်တူးလေးတွေကဒီထက်ပိုကောင်းတဲ့နေရာဒီထက်ပိုကောင်းတဲ့အလုပ်ကိုပိုကောင်းတဲ့ယာတို့မျိုးကိုရှာဖွေနေတယ်လောက်ကင်ခြင်းနေတယ်ဆိုရဲပုံစံမျိုးတွေ့ရတယ်ပေါ့နော်ပြောရဆိုခုလက်ရှိတဲ့ပိုကောင်းတဲ့အရာကိုလိုချင်နေတယ်ဒါမှမဟုတ်ချင်းလက်ရှိမှာခံစားနေရတဲ့လက်ရှိမှာရှိနေတဲ့အရာတွေတဲ့ပေါ့နော်ဗာလဲကိုယ်စိတ်လွတ်လပ်ရာကိုယ်စိတ်ချမ်းသာရာကိုယ်စိတ်ပျော်ရာကိုရှာဖွေပြီးတော့လှုပ်ဆောင်ခြင်းနေဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်ဒီ3လပိုင်း4လပိုင်းမှာဆိုလို့ရှိရင်အဲ့လိုပဲပိုင်တူးလေးတွေကကိုယ့်ကိုယ်ယုံကြည်မှုရှိတယ် attraction တွေရှိတယ်attraction တွေရှိတယ်နောက်ပြီးတော့ခေါင်းဆောင်ပြီးလုံနိုင်ပြီးကင်နိုင်စွမ်းနေရှိတယ်ဒါပေမဲ့ပိုင်တူးလေးတွေကကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ဆွဲဆောင်နိုင်မှုအဲ့ဒါတွေကိုလူတွေပြောရမယ်ဆိုလို့ကိုယ့်ရဲ့ယုံကြည်မှုတွေကိုအမြင့်ဆုံးထားပြီးတော့ပေါ့နော်ငါဘွားငါပိုင်တယ်ငါကိုယ်တိုင်လုံနိုင်ဆိုင်စွမ်းအားရှိတဲ့သူမျိုးဒီလိုပဲပေါ့နော်ဒီမှာလည်းတဖူးလဲလို့ပဲကိုယ်တိုင်လုပ်ကြည့်ခြင်းတယ်ငါမှလောက်ကင်နိုင်စွမ်းနေရှိရတဲ့ကြောင့်ငါဘာသာစူးစမ်းလုပ်ကြည့်တယ်အဲ့လိုမျိုးဒီမှာလည်းအဲ့လိုပဲနောက်ပြီးတော့ဆုံးဖြတ်ချက်တွေလည်းတိကျပြတ်သားလာမယ်ပြောရမယ်ဆိုတော့ပိုင်တူရီလေးတွေကရိုးသားတယ်မှန်ကန်စကားတွေကိုမှန်ကန်ပြောလာတယ်ပေါ့နော်ဒီစကားလုံးကမှန်တယ်ဖြစ်စီမှန်တယ်ထားလိုက်မှန်တယ်ဆိုပေမဲ့တစ်ဖက်သူမှာဒီကိုပြောလိုက်တဲ့စကားလုံးမှန်ကန်တဲ့စကားလုံးဖြစ်ပေမဲ့တစ်ဖက်လူမှာနာကျင်စရာတွေဖြစ်သွားနိုင်တယ်ဝမ်းနည်းစရာတွေဖြစ်သွားနိုင်တယ်အဲ့ဒါတွေကိုမတွေ့ဘူးပိုင်တူရီလေးတွေကငါအမှန်တရားပြောတာပဲဥပမာပြောရမယ်ဆိုလို့ရှိရင်ငါမှန်တဲ့စကားပြောတာနိုင်လဲသိပေါ့အဲ့လိုမျိုးပေါ့စိတ်ဓာတ်မျိုးပေါ့အဲ့ဒါကလေးပေါ်လည်းမျိုးပြောခဲ့ဘူးလေနော်ဘာဖြစ်လဲငါမှန်တာလောက်တာငါမှန်တဲ့စကားပြောတာနိုင်လဲသိလိုက်အဲ့လိုမျိုးပေါ့နော်ဒီလိုပဲပိုင်သွေးလေးတွေကငါမှန်တဲ့စကားပြောတာမှန်တဲ့လောက်တာအဲ့ဒီအတွက်ကြောင့်မလို့သူ့မောက်ကြီးစိုက်စရာမလိုလုံးဝမှန်ကန်တဲ့စကားကိုပဲပြောမယ်ကိုယ့်ရဲ့လုပ်ဖို့ကင်ပဲဟိုမှာဝမ်းနေသွားမှာတို့ညင်တာသွားမှာတို့ကြည့်မနေဘူးတွေးမနေဘူးငါလုံးတင်လှုပ်ထိုက်တဲ့အရာဆိုရင်လှုပ်လိုက်မယ်ငါလှုပ်တဲ့လောက်ကတိကမှန်ကန်မှုပဲလို့ပေါ့အဲ့လိုမျိုးစိတ်တက်ကြီးပြတ်သွားနေပြီဆိုရက်message မျိုးရတယ်ပေါ့နော်message မျိုးရတယ်နောက်ကြတော့interview တွေ contract တွေနောက်ကြတော့ decision တွေချတဲ့အချိန်မှာလည်းဆုံးဖြတ်ချက်တွေပြတ်သားမယ်ပြတ်သားဆုံးဖြတ်ချက်ချမယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကိုကယာတို့တူးတာတို့ဥပမာနော်ကိုလက်ရှိ level တဲ့တခုခိုင်မာရသွားတာတို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဖြစ်သွားနိုင်တယ်ဒါမှမဟုတ်တခြားလုပ်ငန်းတစ်ခုအောင် offer ပေးလာတာတို့ဘာလို့ကမ်းလှမ်းတာတို့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကိုကိုအနေနဲ့ရွေးချယ်မယ်ရွေးချယ်ဘူးကကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ငွေကြေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲငွေကြေးကိုထိန်းချုပ်နိုင်တယ်ထိန်းချုပ်နိုင်မယ်ဥမာကိုယ့်ရဲ့ project တွေကုန်ကြမဲ့ငွေကြေးတွေကိုဗာလဲ budget တွေရေးဆွဲတဲ့အချိန်မှာခံမှန်းငွေပေါ့သုံးစိတ်ကိုရွေးချယ်တဲ့အချိန်မှာကုန်တင်ကုန်ထိုက်တဲ့သုံးတင်သုံးထိုက်တဲ့ငွေပဲသုံးမယ်မသုံးတင်မသုံးထိုက်တဲ့အပိုပစ္စည်းတွေပေါ့အပိုစားသားတွေကုန်မဲ့ငွေကြေးကိုဖြတ်ချမယ်နောက်ပြီးတော့ပိုက်ဆံကိုစိတ်ကြိမ်မသုံးကိုအုံနောက်နဲ့တိကျစစ်ပြီးမှသုံးမယ်ထိန်းချုပ်မယ်အဲ့ဒီလိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးတွေ့ရတယ်နောက်ပြီးတော့လူအများကြီးထဲမှာအဲ့ဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်လူတွေကကိုယ့်ကိုနည်းနည်းလေးစားတာတို့စကားပြပြသားပြောတဲ့အတွက်ကြောင့်မလို့နည်းနည်း respect ပေးပြီးတော့ပေါ့နော်respect ပေးပြီးတော့ဆက်ဆံလာမယ်ပေါ့နော်ဆက်ဆံလာမယ်နောက်ပြီးတော့
ပိုင်ဝမ်းလေးပိုင်သတိလေးတွေအနေနဲ့ကလည်းဒီလူတယောက်ကိုဘယ်လိုဆက်ဆံမလဲဆိုတဲ့အရာမှာသူကိုဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ပိုင်သတိတွေပြန်ဆက်ဆံတယ်။ဥပမာကိုလေးလေးဆဆဆက်တဲ့လူကိုပြန်လေးလေးဆဆဆက်ဆံကိုယူချင်ချင်နာနာနဲ့ဆက်ဆံပေးမဲ့သူကိုပြန်ပြီးတော့ချင်ချင်နာနာနဲ့ပြန်လဲဆက်ဆံပေးမယ်ဆိုတဲ့တိုက်ပေါ့နော်ငါ့ကိုမလေးမစားနဲ့ဆက်ဆံမယ်ငါ့ကိုဥပမာတိုက်ခိုင်သဘောမျိုးနဲ့ဆက်ဆံမယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုသူဆက်ဆံတယ်လို့ပြန်ဆက်ဆံလိုက်ဒီတိုင်းထိတ်ချုံမနေသူဆက်ဆံတယ်လို့ကိုပြန်ဆက်ဆံလိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်ပြီးတော့ဘယ်မျက်နှာပေါ်မှာလဲထောက်ထားနေမှာပေါ့သူပြောသလိုကိုကပြန်ပြောလိုက်မယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါကိုယုံကြည်စိတ်ချသွားတယ်ပေါ့နော်ပြပြသားသားလူတွေကိုဆက်ဆံမယ်ပြပြသားသားအလုပ်ကိုလည်းလုပ်ကင်လာနိုင်မယ်ဆိုတော့မစိတ်မျိုးတွေ့ရပါတယ်9လပိုင်း6လပိုင်းမှာဆိုလို့ရှိရင်ပိုင်သတိလေးတွေကအဲ့ဒီလိုပဲကိုကလူတိုင်းနဲ့မဆက်ဆံဘူးလူတိုင်းကိုလည်းကိုနားကိုကတ်ခံမှာမဟုတ်နောက်ပြီးတော့ conflict တွေများနေလိမ့်မယ်ပေါ့နော်ကိုနားမှာရှိနေတဲ့လူတွေနဲ့ပြောရမယ်ဆိုအပြိုင်ဆိုင်တွေများနေလိမ့်မယ်ပိုင်သတိလေးတွေကလက်ရှိနေတဲ့နေရာကိုပေါ့နော်တခြားလူတွေကလူယူချင်တာတို့အဲ့လိုမျိုးတွေပေါ့နော်ရှိလာနိုင်တယ်အဲ့ဒီကြောင့်ပြိုင်ဆိုင်တိုက်ခိုက်နေရတယ် pressure ကြီးများလာနိုင်တယ်အဲ့လိုမျိုးတွေ့ရတယ်နောက်ပြီးတော့ပိုင်သတိလေးတွေကကိုနဲ့ energy တူနေတဲ့လူကိုနဲ့ပေးယူမျှတဲ့သူနဲ့ပဲဆက်ဆံမယ်ကျန်တဲ့သူတွေဘောနော်ကိုနဲ့ပေးယူမမျှတဲ့သူတွေငါနာမကတ်နဲ့အဲ့လိုပေါ့နော်အဲ့လိုမျိုးကြီးပေါ့နော် boundary တွေထားနေမယ်စီမင်းစီကံကြီးတခုထားလိုက်မယ်ဟိုပိုင်သတိလေးတွေကကိုမကြိုက်တဲ့အရာတခုကိုစိတ်ထဲကနေစီမင်းတားပလိုက်တယ်ဒီစီကိုငါကိုယ်တိုင်လည်းမကြော်ဘူးတခြားသူတွေလည်းဘယ်သူမှနေဒီစီမင်းကိုကြော်ဖို့မကြိုးစားနဲ့ IC ကိုကြော်လိုက်တာနဲ့ပိုင်သတိတွေကလုံးဝအဲ့ဒီလိုတိုက်ခိုက်လိုက်တယ်တုံ့ပြန်လိုက်ပြီပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ပြိုင်ဆိုင်တွေတိုက်ခိုက်မြေများနေပြီမဲ့ကိုနဲ့energy အပေးမြူများတဲ့သူစဲဆိုရင်တော့ ACC ဆက်ဆံနေပေါ့နော်လုပ်ငန်းတစ်ခုကိုရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်ကို့မှာတိုက်ခတ်တွေပြိုင်ဆိုင်တွေများပြီမဲ့ကိုယုံကြည်ရတဲ့မိတ်ဆွေတငယ်ချင်းကိုယုံကြည်ရတဲ့သူတယောက်နဲ့တူပူးတွဲပြီးလုပ်ကင်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တယ်ပေါ့နော် relationship မှာဆိုလို့ရှိရင် relationship ထဲမှာရှိတဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ relationship ထဲမှာသုံးဖို့ဆိုင်တွေပေါ်လာနိုင်တယ်သုံးဖို့ဆိုင်ဆိုတာတခြားတစ်ယောက်တစ်စုံတစ်ယောက်လည်းဖြစ်နိုင်တယ်လို့ဒီတိုင်းအလောက်ကင်မိတ်ဆွေတကယ်ချင်းပေါ့နော်တခြားခက်ခဲတစ်ခုခုဝင်ရောက်လာနိုင်တယ်ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ relationship ခိုင်မြဲအောင်လို့မို့လို့ကာဝယ်နေရတယ်ဆောက်ရှောက်နေရတယ်ပေါ့အဲ့ဒီလိုမျိုး energy မျိုးတွေ့ရတယ်ဥပမာဒီပိုင်ဝမ်းလေးတွေအနေနဲ့relationship မဟုတ်ဘူး single ဆိုလို့ရှိရင်လည်းကိုနဲ့ပေးယူမျှတဲ့သူကိုပဲလက်ခံပါကိုလာကန်လိုက်တဲ့သူတွေကကိုနဲ့ပေးယူမျှတဲ့သူပဲလက်ခံပါကိုတယောက်တည်းကပဲပေးပြီးတော့ကိုတယောက်တည်းကပဲချစ်ရမယ်ကိုတယောက်တည်းကပဲကျင်နာရမယ်ကိုတယောက်တည်းကပဲတိခံရမယ်ဆိုတဲ့သူမျိုးကိုလက်ခံမှာပေါ့ကိုနဲ့ပေါ့နော်ကိုငါချစ်တယ်လို့ပြန်ချစ်ပေးမယ်ငါချစ်တယ်လို့ငါကျင်နာတယ်လို့ငါ့ကိုပြန်ပေးငါ့ကိုကျင်နာပြန်ပေးမယ်လို့ပေါ့နော်ပေးယူမျှတဲ့သူမျိုးကိုပဲလက်ခံပါကိုနဲ့ပေးယူမများတဲ့သူကိုတယောက်တည်းရပဲပေးရမယ့်သူမျိုးဆိုရင်တော့လုံးဝလက်ခံမှာမဟုတ်ဘူး sorry ပါဆိုတော့ energy မျိုးတွေ့ရတယ်ပေါ့နော်ဒါက9လပိုင်း6လပိုင်း9လပိုင်း10လပိုင်းမှာဆိုလို့ရှိရင်ပိုင်သူလေးတွေကကိုစိုးရိမ်နေတဲ့အရာတွေကိုချုပ်တီးတာတဲ့ဆုံးဖြတ်ချက်တွေအတွေးခေါ်တွေအဲ့ဒါတွေပေါ့နော်ပြီးဆုံးသွားနိုင်မယ်ဆိုရယ်ပြီးဆုံးသွားမယ်ဆိုရယ် energy မျိုးတွေ့ရတယ်ပေါ့နော်ကိုချီနှောင်ထားတဲ့အတွေးအမြင်တွေကိုချီနှောင်ထားတဲ့အယူအဆတွေကိုချီနှောင်လိုက်တဲ့စီးမြင်တွေ boundary တွေအဲ့ဒီအရာတွေကိုအဆုံးသက်ပြီးဆုံးသွားနိုင်မယ်အဆုံးသက်နိုင်မယ်ဆိုရယ်ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဆုံးသွားနေပဲပေါ့နော်ဘိုင်သီးလေးတွေကဒီမှာငါလောက်တိုက်တဲ့အလုပ်ကမှန်တဲ့အတွက်ကြောင့်မလို့ငါမှန်သောစကားပြောတာကိုယ့်ရဲ့လုပ်ဖို့ကိုင်ပဲကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်း
ဒီကိုမှန်ကန်ပြောလိုက်တဲ့စကားကြောင့်နာကျင်သွားတာဝမ်းနေသွားတာတွေကိုငါနဲ့မဆိုင်ဘူးငါပြောတဲ့စကားမှန်ဖို့ပဲတချို့တွေအဲ့လိုမျိုးရှိတယ်နော်တွေ့ဘူးတယ်အဲ့လိုမျိုးလေဒီကငါမှန်ဖို့ပဲလို့လေငါပြောတဲ့စကားမှန်ကန်တဲ့စကားငါလုပ်တဲ့အလုပ်ကန်မှန်ကန်တဲ့အလုပ်ကန်ဒါကြောင့်မို့လို့သူတို့နာကျင်ရတာသူမဟုတ်တာလို့သူနာကျင်ရတာသူမဟုတ်တဲ့စကားပြောလို့သူနာကျင်ရတာသူစကားနဲ့သူနာကျင်ရတာငါနဲ့မဆိုင်ဘူးအဲ့ဒီလိုမျိုးလူမျိုးကြီးရှိတယ်နော်ရှိတယ်ပြောရမယ်ဆိုကိုဘောင်တီထားတယ်ကိုစီကန်းနေစီးမြင့်နေထားတာစီးမြင့်နေထားတယ်အဲ့စီးမြင့်တွေကိုချိုးဖြက်လာတယ်ပြောရဆိုဒီမှာအဲ့တော့ဆွတ်အနေကြီးကတိုင်းတီလေးတွေကငါမှန်နေဘူးလူတယ်ဘသူဘာဖြစ်နေနေမကြည့်ဘူးငါမှန်ကန်တဲ့စကားငါပါဇက်ကပြောထွက်ဖို့ပဲလို့တယ်ဘသူဘာပြောနားမထောင်ဘူးအဲ့ဒီလိုမျိုးကိုပိတ်လောင်ထားရနေပြီးတော့သူများပြောတဲ့စကားတွေလည်းနားမထောင်သူများလုတ်တဲ့အလောက်ကန်တွေကိုလည်းမကြည့်ရှုမျက်စိတွေပိတ်နားတွေပိတ်ထားပြီးတော့ကိုရဲ့အယူဆတာလေးမှန်ကန်တဲ့ယူဆဆိုပြီးတော့ခြေတိုင်းကြီးမှာကိုယ်တိုင်ပိတ်လောင်ပြီးတော့နေတဲ့အရာနေပြီးတော့ပြီးဆုံးသွားနိုင်မယ်အဆုံးသက်သွားနိုင်မယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ပေါ့နော်ဒီမှာကြည့်လိုက်လေဒီမှာလည်းလိုပဲကိုယ်လူကြီးတွေကချစ်ခင်နေပါတယ်ကုညီတဲ့သူတွေရှိနေပါတယ်ရှိနေပေမဲ့ကိုကအဲ့ဒီလူတွေမှမပြောရှင်ဘူးငါတယောက်တည်းနေရှင်တယ်ငါနဲ့ energy ကိုက်တဲ့သူတွေပဲနေချင်တယ်ဆိုတဲ့ပုံစံမျိုးဒီမှာလည်းအဲ့လိုပဲငါပြောတဲ့စကားမှန်တယ်ငါလုပ်တဲ့အလုပ်ကမှန်ကန်တယ်ဒါကြောင့်မို့လို့ဘသူဘာဖြစ်ဖြစ်ယူဆိုင်ဖို့မလို့ဒီကငါလုပ်တာမှန်ကန်ဖို့ပဲလို့ဆိုတဲ့ပုံစံမျိုးဒီမှာလည်းလိုပဲငါနဲ့ပေးယူမျှတဲ့သူပဲငါပေါင်းမယ်ငါနဲ့ပေးယူမမျှတဲ့သူသူကငါနားလေးမနေနဲ့ဒီလိုလဲငါမပေါင်းဘူးအဲ့ဒီလိုမျိုးပြောရမယ်ဆိုလို့မျက်စိပိတ်ကိုယ့်ရဲ့မျက်စိကိုပိတ်နားတွေကိုပိတ်ဘသူရဲ့ခံစားချက်ကိုမှလည်းနားလည်းမပေးဘူးဘသူရဲ့အတွေးမြင်ကိုမှလည်းသူတို့ဘက်ကနေလိုက်ကြည့်မပေးဘဲနဲ့ကိုတိုင်တစ်ဖက်သက်ဆုံးဖြတ်ချက်တွေတစ်ဖက်သက်ပေါ့နော်စီးမြင့်နေချပြီးတော့ကိုစိတ်နဲ့ကိုပိတ်လောင်နေတဲ့အရာကနေပြီးတော့လွတ်မြောက်သွားလိမ့်မယ်ဆိုရက် energy မျိုးတွေ့ရတယ်ပေါ့နော် congratulation ပါနောက်ပြီးတော့ချေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပိုင်း3လေးတွေက relationship မှာဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဒီ relationship တစ်ခုဘာလို့ commitment တစ်ခုကိုခြေသွားလိုက်မယ်လက်ထပ်တာတို့စစ်ဆက်တာတို့အထိဖြစ်သွားနိုင်တယ်နောက်ကျတော့single တွေဆိုလို့ရှိရင်ဘူးမှမလို့ငါတယောက်တည်းနဲ့ပြည့်စုံတယ်ငါတယောက်တည်းနဲ့စူးစမ်းနိုင်တယ်ဆိုတော့ energy မျိုးကိုတွေ့ရတယ်ပေါ့နော်အိမ်အောင်ပြူချင်းဆိုတာငါတွေ့မလို့ရဘူးဆိုတော့ဆုံးဖြတ်ချက်မျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့လို message မျိုးကိုတွေ့ရတယ်ဒီ9လပိုင်း10လပိုင်းမှာဆိုလို့ရှိရင်ပိုင်း3လေးတွေကကိုနှစ်လာစူးစောင်းထားတဲ့အရေငွေတွေပိုက်ဆိုင်နေပေါ့နော်အဲ့ဒီအရာတွေကိုကိုပါကိုထိမ့်ထားတယ်ကိုတိုင်းလည်းမစားဘူးကိုဘေးနားမှာရှိတဲ့လူတွေလည်းမပေးကမ်းဘူးမလူတန်းမနဲ့ဒီတိုင်းစုပ်ကင်ထားတယ်မှာဘန်မှာတချို့ဆိုဘန်မှာအပ်ထားတယ်အဲ့ဘန်တွေကမထုတ်ဘဲနဲ့ဒီတိုးလေးကိုပဲပြောရမယ်ဆိုဂျစ်တွက်နေတယ်အဲ့လိုလည်းမစားဘူးထုတ်မစားဘူးဒီဟာကိုပဲသူစုပ်ကင်ထားတယ်ပေးလည်းမပေးရကန်လည်းမကန်ရလူလည်းမလူရစားလည်းမစားရအဲ့လိုမျိုးအခြေအနေရနေပြီးတော့ပေးကမ်းလူကန်းလာနိုင်တယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ကိုယ့်ရဲ့လုပ်ပေါ်ကိုင်ဘက်တွေကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုယ့်ရဲ့ဆွေမျိုးတွေပေါ့နော်အဲ့ဒီလူတွေနဲ့ပေးကမ်းထောက်ပံ့လူဒန်းနာနိုင်မယ်ဆိုတဲ့message မျိုးတွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပိုင်း3တွေရဲ့စိတ်ကိုဒီ9လပိုင်း10လပိုင်းမှာကိုယ်စိတ်ကိုဖွင့်လာလိုက်တယ်မျက်စိတွေဆိုနားကြီးဖွင့်ပြီးတော့ကိုစုပ်ကင်ထားတဲ့အရာတွေကိုလွှတ်ချလာနိုင်တယ်ဆိုတော့ energy မျိုးတွေ့ရတယ်ပေါ့နော်ကိုနေလာနေစုပ်ကင်ထားတဲ့ငွေကြီးတွေစူးစောင်းလာတဲ့ငွေကြီးတွေမစားရမတော့ရနဲ့ထားတဲ့အရာတွေကိုကိုဘေးမှာရှိနေတယ်လို့ကိုရဲ့လောပေါ်ကင်ပဲတွေကိုအခက်ခဲရှိနေရင်အခက်ခဲသူတို့ရဲ့အခက်ခဲတွေကိုကူညီပြီးတယ်အခက်ဒုက္ခရောက်နေတဲ့သူကိုလူတန်းပေးကမ်းလာနိုင်တယ်ကိုရဲ့မိဘဆွေမျိုးညီကိုမောင်နှမတွေနဲ့လည်းမျှဝေတုံးဆွဲလာနိုင်တယ်ဆိုတော့ message မျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပိုင်း3လေးတွေကကိုပေးလိုက်တဲ့အရာ
နဲ့ပေါ့နော်ပြောဆိုပေးရမကုန်လူတွေမခန်းဆိုလို့ပေါ့နော်ကိုပေးလိုက်တဲ့အရာနဲ့ညီများတဲ့အရာဒါမှမဟုတ်ချင်းကိုပေးလိုက်တဲ့အရာတဲ့ပိုးပြီးတော့များတဲ့ပမာဏတွေရရှိလာနိုင်တယ်ဆိုတော့energy မျိုးတွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အနည်းဆုံးတော့ကိုကူညီလိုက်တဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းမိတ်ဆွေတငယ်ချင်းကလှုပ်ဖို့ကင်ဘက်ကခက်ခဲရှိလို့မလို့ကိုကငွေကြီးခက်ခဲဖြစ်နေလို့ကိုကငွေကြီးခက်ခဲကူညီလိုက်တယ်ဆိုတော့ချီရတယ်ဖြစ်နိုင်တယ်လကားကိုကလုံးဝလှူဒန်းလိုက်တယ်လည်းဖြစ်နိုင်တယ်ပေါ့နော်ကူညီပေးလိုက်တာလည်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့လှုပ်ဖို့ကင်ဘက်မိတ်ဆွေတငယ်ချင်းတွေရဲ့ယုံကြည်မှုတွေအကူမှုတွေဒီစားမှုတွေခံရနိုင်တယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းဆွေမျိုးတွေခက်ခဲဖြစ်နေလို့ကိုကူညီထောက်ပံ့လိုက်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေကကိုအကူလာမယ်ယုံကြည်လာမယ်လေးစားလာမယ်အဲ့ဒီလိုမျိုး message တွေပြန်ရတယ်ပေါ့နော်နောက်ပြီးတော့ကိုလှူလိုက်တဲ့အရာလိုပဲကိုများများလှူရင်များများရမယ်ပေါ့ဥပမာကျမရဲ့အထက်ရာရှိဆိုလို့ရှိရင်သူ့ရဲ့ user တစ်ခုရှိရပေါ့နော်သူကပတ်စံများများလှူရင်သူစီပတ်စံတွေအများကြီးရလာမယ်အဲ့ဒီလိုမျိုးဥပမာသူကမုန်းနေပါကြီးစားစရာကြီးလှူတယ်ဆိုလို့ရှိရင်ငါတွေ့ရတဲ့စားစရာကြီးမပူအောင်ပေါ့နော်လိုနေတာတခြားနေရာနေပြန်ပြီးတော့ဝင်ရောက်လာတယ်ပေါ့ငါစားစရာကိုတခြားရောက်ကိုကူညီထောက်ပံ့လို့ရှိရင်တခြားသူကလည်းငါ့ကိုတနေရာနေပြန်ပြီးတော့သူမဟုတ်ဘဲနဲ့တခြားတစ်ယောက်ကပေါ့နော်တခြားတစ်စုံတစ်ယောက်ကငါ့ကိုပြန်ပြီးတော့ပစ်ကန်တာဒါမှမဟုတ်ချင်းလက်ဆောင်ပေးတာကြီးပြန်ရတတ်တယ်ပေါ့နော်အဲ့လိုပဲပိုက်ဆံကိုကိုကကူညီတဲ့အတွက်ကြောင့်မလို့ကိုအဲ့ဒီလိုပဲသူကတိုက်ရိုက်ကိုကူညီလိုက်တဲ့သူကကိုစီတိုက်ရိုက်ပြန်ပြီးမပေးနိုင်ခဲ့ဘူးမဆက်နိုင်ခဲ့ဘူးဆိုရင်တော့ကိုတခြားဘက်ကနေတခြားတစ်စုံတစ်ယောက်ကကိုမိတ်ဆွေတကယ်ချင်းကိုလက်ဆောင်ပြင်းနေပေးလိုက်တာတို့ဥပမာ bonus အနေနဲ့ကိုရဲ့တတိယ bonus အနေနဲ့ပေးလိုက်တာတို့အဲ့လိုမျိုးပြန်လည်ရရှိနိုင်တယ်ပေါ့နော်သူအဲ့အမှာအဲ့လိုမျိုးဖြစ်တဲ့တော့သူကလှူတယ်စားစရာလည်းသူများအများကြီးပတ်စံဆိုလို့ရှိရင်လည်းဥပမာကလေးတွေကိုသူလှူပေးတယ်ပေါ့နော်ပေးတဲ့အတွက်ကြောင့်မလို့ငါတဲ့စားစရာလည်းမပူပါဘူးပေါ့ဒီပတ်စံဆိုလည်းပြတ်တယ်ဆိုတာမရှိဘူးပေါ့နော်သူကအဲ့လိုယူဆနေသူကပေးတယ်ကန်းတယ်လှူတယ်ဒီလိုပဲပိုင်းသတိလေးတွေအနေနဲ့အဲ့လိုမျိုးကိုယ့်လက်ထဲမှာစုပ်ကင်ထားတဲ့အရာတွေကိုလူတန်းပေးကမ်းလိုက်ခြင်းအပြင်ပေါ့နော်ကိုပေးလိုက်တဲ့လူစီကဓာတ်ရိုက်မရစီမယ်ကိုပေးလိုက်တဲ့လူစီကဓာတ်ရိုက်ပတ်စံအနေနဲ့ပြန်မရခဲ့ဘူးဆိုတော့သူစီကယုံကြည်မှုရလိုက်တယ်အာကိုမှုရလေးစားမှုပြန်လည်ရရှိတယ်အနည်းဆုံးကိုစီကသူစီကကိုပြန်ရရှိတာဒီပတ်စံတွေကိုမရသည်ပြန်မရသည်ထားအောင်တခြားဘက်ကနေကိုကပြန်မရဘူးဆိုသည်ထားအောင်သူ့ရဲ့ယုံကြည်မှုသူ့ရဲ့လေးစားမှုတကယ်အနည်းဆုံးတော့ပေါ့နော်သူငါ့ကိုဒီချိန်မှာကူညီတဲ့အတွက်နောက်တစ်ချိန်ကိုအခက်အခဲဖြစ်လို့ရှိရင်ငါပြန်ကူညီရမယ်ဆိုတဲ့အတွေးအမြင်မျိုးသူ့မှာရှိသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ပိုင်သတိလေးအနေနဲ့ဒီနေရာမှာလေ congratulation လို့ပြောချင်ပါတယ်ပေါ့နော်ကိုယ်စိတ်ကိုဖွင့်ထုတ်သွားနိုင်တယ်ဖွင့်ထုတ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့လောကကောင်းမွန်တဲ့ရလက်လို့ပြောလို့ရတယ်ပေါ့နော်17လပိုင်း12လပိုင်းမှာဆိုလို့ရှိရင်ပိုင်သတိလေးတွေကကိုအမှန်တိုင်းမြင်လာတယ်ကိုအနားမှာရှိနေတဲ့သူတွေရဲ့တွေးအမြင်တွေအယူအဆတွေကိုလည်းနားလည်လက်ခံလာတယ်နောက်ပြီးတော့ကိုယ်စိတ်ထဲမှာရှိနေတဲ့ကိုယ့်ရဲ့ intuition တွေပေါ့နော်အဲ့ဒီကိုအမှန်တိုင်းမြင်လာပြီးတော့ကိုယ်ဘေးပတ်ဝန်းကျင်ကကိုယ့်ရဲ့လုပ်ဖို့ပန်ခဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းနားလည်ပြီးလာနိုင်တယ်ဒါပေမဲ့ပိုင်းသတိလေးတွေကစိတ်ထဲမှာတည်တယ်အများကြီးတည်တယ်စိတ်ထဲမှာအများကြီးတည်တယ်နှုတ်ကနေဖွင့်မပြောတော့ဒီလက်ရှိ energy မှာပေါ့နော်ငါလှုပ်လိုက်မယ်ကန်လိုက်မယ်စွန်စားလိုက်မယ်စူးစမ်းပလိုက်မယ်အဲ့လိုမျိုးတစွတ်တို့ဆုံးဖြတ်ချက်ချရမယ်ချနေတဲ့ energy ကနေပြီးတော့2026ရဲ့နှစ်ကုန်ပိုင်းမှာအေးချမ်းနဲ့ကိုယ်စိတ်ကိုမြင်တာကိုတည်လာမယ်ရင့်ကျက်လာမယ်ကိုယ့်ရဲ့ဘေးကလူတွေကိုလည်းလမ်းပြပေးလာနိုင်မယ်ဆိုတဲ့ energy မျိုးတရားတယ်ဒီမှာကိုကလူအများကြီးနဲ့မလို့ငါ့ကိုလေးစားငါနဲ့ energy တူတဲ့သူတယောက်လောက်ရှိရင်ပဲငါတို့ပြည့်စုံတယ်လုံလောက်တယ်လူအများကြီးမလို့ပဲဘူးဆိုတဲ့ energy ကနေပြီးတော့ပေါ့နော်ဒီမှာကိုကနောက်နှစ်ကုန်ပိုင်းမှာလူကိုယ့်ရဲ့ group ဖွဲ့ပြီးတော့project တွေကိုဥဆောင်ပြီးတော့လမ်းပြလုပ်ကိုင်လာနိုင်မယ်နောက်ပြီးတော့ပူပေါင်းဆောင်ရွက်ခြင်းတွေလှုပ်ဆောင်လာနိုင်မယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ပေါ့နော်ပိုင်းသတိလေးတွေကပြောရမယ်ဆိုလို့ရှိရင်ကို2026မှာလေပုတ်တုတ်ကို
ပြန်လဲရှာဖွေတွေ့ရှိလာမယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်လူတွေကဖျားဟောရှိတဲ့အတိုင်းပဲနော်တခြားသူကိုရှာဖွေခြင်းနဲ့ကိုရှာဖွေတွေ့ခြင်းနဲ့တွေးလိုက်ခြင်းကအောင်မြင်မှုထဲမှာအောင်မြင်ဆုံးတစ်ခုပဲပေါ့နော်ဒါကြောင့်မို့လို့ပိုင်သတိလေးတွေအနေနဲ့ကိုရှာဖွေတွေ့ရှိလာနိုင်မယ်ပေါ့2026မှာလူများနဲ့လည်းgroup ဖွဲ့ပြီးတော့လှုပ်ဆောင်လာနိုင်မယ်အဲ့ဒီလူများကိုလည်းကိုကဥဆောင်ပြီးတော့လမ်းပြလောက်ကင်လာနိုင်မယ်လမ်းညွှန်ပေးလာနိုင်မယ်ဆိုတဲ့ energy မျိုးကိုတွေ့ရပါတယ်နောက်ပြီးတော့နောက်တစ်ခုကဒါကကြတော့လူနည်းစုတော့ဖြစ်နိုင်တယ်နော်ပိုင်သတိလေးတွေအနေနဲ့ကဒီ9လပိုင်း8လပိုင်းမှာကိုယ်စိတ်ကိုအချင်းချထားရကိုယ်စိတ်ချင်းတိုက်ခိုက်နေရကနေပြည့်စုံသွားပြီးလွတ်မြောက်သွားတဲ့ပြီးရဲ့နောက်ပိုင်းမှာပိုင်သတိလေးတွေအနေနဲ့တစုံတစ်ယောက်ကိုနှစ်သက်သဘောကျနိုင်တယ်တစုံတစ်ယောက်ကိုနှစ်သက်သဘောကျနိုင်တယ်အဲ့ဒီတစုံတစ်ယောက်ကိုနှစ်သက်သဘောကျပြီးမြဲသုံးဝင်ဆိုင်ဖြစ်နိုင်တယ်ကိုမှာ relationship ရှိပြီးသားကိုတခြားတစ်ယောက်ကိုကနှစ်သက်သဘောကျသွားမိတာလည်းဖြစ်နိုင်တယ်လို့ကိုက relationship ပြီးသားကိုတစ်ယောက်ကိုတစုံတစ်ယောက်ကိုနှစ်သက်သဘောကျသွားတာလည်းဖြစ်နိုင်တယ်ဟောနော်ဒီမှာရောနှစ်ခုတွေ့ရတဲ့ကြောင့်တွေ့တော့ပန်တီကစစ်တော့ပန်တီကသူတို့3ယောက်ဒီမှာလည်း3ယောက်တွေ့အဲဒါကြောင့်မလို့ဒါပေမဲ့ပိုင်း3လေးတွေကကိုအဲ့ဒီလိုနှစ်သက်သဘောကြတာကိုမူရတယ်လည်းပြမှာမဟုတ်ဘူးနှုတ်မူရလည်းပြမှာမဟုတ်ကိုစိတ်ထဲမှာပဲဒီတိုင်းစိတ်တိတ်လေးပဲသဘောကြမဲ့ energy ကိုတွေ့ရတယ်ပေါ့နော်ဒါလေးရတယ်လုံးဝကောင်းတယ်လို့ပြောရတယ်ဘာဖြစ်လို့ဒီမှာပိုင်း3လေးတွေကဒီမှာ the magician player ဝိုင်းကိုနှစ်သက်လူဆိုရင်ဘယ်လိုလိုမျိုးနေလဲကိုကဆွဲဆောင်လိုက်မယ်ဖြစ်လိုက်မယ်ဆိုတော့ energy ရနေပြီးတော့2026ရဲ့နှစ်ကုန်ပိုင်းမှာကိုနှစ်သက်ဘောကြတဲ့သူတွေ့မယ်ဆိုရင်တောင်မဲကိုအနေနဲ့ကိုမူရနဲ့လည်းပြမှာမဟုတ်နှုတ်မူရနဲ့လည်းပြမှာမဟုတ်နော်ဒီတိုင်းအေးစစ်စစ်လေးပဲကိုစိတ်ထဲမှာပဲကိုရှိနေထားနိုင်တယ်ပေါ့နော်ဒီ2026နှစ်ကုန်ပိုင်းထိတော့ပိုင်း3လေးတွေကအေးစစ်စစ်တည်ငြိမ်နဲ့ပဲရှိနိုင်တယ်2026နှစ်ကုန်မှာကိုပါကိုအေးစစ်စစ်တည်ငြိမ်နဲ့ဖြတ်တန်းပြီးတော့ပေါ့နော်ဒီလူကိုဖွင့်မပြောဘူးဆိုပေမဲ့2026ကုန်ပြီ2029ဟိုဘက်ချမ်းမှာတော့မသိဘူးပေါ့နော်ဒီ2026အတွင်းမှာတော့လုံးဝဖွင့်ပြောမှာမဟုတ်ကိုမူရမှာလည်းပြမှာမဟုတ်နှော့မူရနဲ့လည်းပြမှာမဟုတ်အေးစစ်စစ်တည်ငြိမ်နဲ့ပဲလူအများကြီးကိုလမ်းပြပေးနိုင်တဲ့သူလမ်းညွှန်ပေးနိုင်တဲ့သူမျှဝေပေးကမ်းလူတန်းပြီးမျှဝေ30ကျင်းနေတဲ့ပဲ2026ကိုအေးချမ်းနဲ့ဖြတ်တန်းသွားတည်ငြိမ်နဲ့ဖြတ်တန်းသွားပြီး2029ကိုကူပြောင်းသွားနိုင်မယ်ဆိုတော့ energy မျိုးကိုတွေ့ရပါတယ် congratulation ပါဒါကပိုင်း3လေးတွေကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ကြည့်ပေးတဲ့ video လေးဖြစ်ပါတယ်ဒီ video လေးကတော့လူတိုင်းနဲ့တော့ resonate ဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ကိုနဲ့ energy ကိုက်ညီတယ်ဆိုလို့ရှိရင်တော့ယူသွားလို့ရတယ်ပေါ့နော် energy မကိုက်ညီဘူးဆိုလို့ရှိရင်တော့ဒီတိုင်းအပျော်သဘောမျိုးကြည့်သွားတယ်လို့ပဲသဘောထားလိုက်ပါပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်တတာ